သာသနာတော်နှစ်2556ခုနှစ်ကောဇာတက္ကရာ1384ခုတပုတ်တွဲလဇန်10ရက်ခရစ်နှစ်2013ခု2လပိုင်း20ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနဧရာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့ကိုရက်ကွက်ပစ္စည်းမာယုံစာသင်ကျောင်းတိုက်တော်ကြီးအရှိဘိုလ်ချုပ်လမ်းမကြီးဓမ္မပူဇနီယနေရာဌာန၌ဧရာဝတီတိုင်းကောဇကံတွင်သရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်းစင်လျက်ပစ္စည်းမာယုံဆရာတော်ဘုရားကြီးနှင့်တကွမော်လမြိုင်ကျွန်းမြို့ဆရာတော်သံဃာတော်ရှင်သူမြတ်ပေါင်းတို့အားအမှုထား၍ဧရာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့ကိုရက်ကွက်ပစ္စည်းမာယုံစာသင်တတ်၏ပရိယတ္တိသာသနာလင်္ကာရအသင်းကြီး23ကြိမ်မြောက်သာမဏေကျော်စုနှင်းသဘင်ပွဲအထိမ်းအမှတ်ကျင်းပပြုလုပ်အပ်သောဓမ္မပူဇနီယအခါကာလတတ္တိယည၌တရားတော်နာကြောရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရ၌သိရန်မှန်ကမကြံရအောင်လုံးဝဆုံးလင်းအကုန်အစင်သိမြင်တော်မူသောသဗ္ဗညုတဉာဏ်တော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစေတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့သည့်ဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2556ခုနှစ်တိုင်တိုင်အတွန့်ရှည်တည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ်းစောင့်ရှောက်တော်မူလာကြကုန်သောသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကွာဥစဉ်အားဤသစ္စာလေးပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗာန်လမ်းပြသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအဖြစ်၎င်းကျေးဇူးဆက်သောအဖြစ်၎င်းဥစဉ်မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းပေါင်းတို့လည်းမိမိတို့ရဲ့မမိမလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့ယခုလိုမရစဘူးအရာထူးနေတဲ့ဘဝဒုက္ခလေးမှာသာသနာတော်နဲ့ကြုံတွေ့ကြ
သာသနာတော်ကြီးဤအမြိုက်အယတာတွေကိုကိုယ်တိုင်သုံးဆောင်ခံစားနိုင်အောင်ကြိုးစားကြပါလို့လေးစားစွာနဲ့တိုက်တွန်းပါတယ်နော်အားလုံးမနေ့ကမေးခဲ့တဲ့အတိုင်းပဲဦးဇင်းတို့သူတော်ကောင်းတို့ကိုယ်ွယ်စည်းကပ်နေကြတဲ့မြတ်စွာဘုရားဤအဆုံးအမများသည်သူတော်ကောင်းတို့ဦးဇင်းတို့အပေါ်မှာကောင်းကျိုးချမ်းသာတို့ကိုအမှန်တကယ်ပေးနိုင်ရလားဘုရားရှင်ဤအဆုံးအမကိုလိုက်နာကျင့်သုံးခြင်းဖြင့်ချမ်းသာကိုရနိုင်သလားရနိုင်တယ်လို့ယုံသလားအတန်ကတော့တိုးတယ်ပရိသတ်နဲ့အတန်နဲ့ဆိုတော်တော်တိုးတယ်ပေါ့နော်ဘုရားကြီးအဆုံးအမများသည်တတ္တဝါများကိုဆင်းရဲကြောင်းကိုပေးလားချမ်းသာကြောင်းကိုပေးလားသိကြလားဒါဖြင့်မြတ်စွာဘုရားရှင်ဤအဆုံးအမတိုင်းသာအမှန်တကယ်လိုက်နာကျင့်သုံးကြမယ်ဆိုရင်ချမ်းသာမှုကိုရနိုင်မရနိုင်အန္တရာယ်ကင်းဘေးရှင်းမှုကိုရနိုင်မရနိုင်ဒါဖြင့်ဘုရားရှင်ဤအဆုံးအမအရေးအောက်မှာအဆုံးအမဤအမြိုက်အယတာများဗါတယ်လေအဆုံးအမဤအမြိုက်အယတာများဒီလိုပြောတော့နည်းနည်းလေးအယသားတွေအနေနဲ့အလှမ်းဝေးနေလိမ့်မယ်အယသားနားလည်အောင်ပြောရရင်တရားတွေမှာတရားအယတာရှိမရှိအယတာတကအယတာထဲမှာဘယ်အယတာအကောင်းဆုံးလဲပြောဟိပြောဟိနော်အယတာတကအယတာထဲမှာဘယ်အယတာအကောင်းဆုံးလဲဟုတ်ပြီမွေးလျော်ခြင်းတကမွေးလျော်ခြင်းထဲမှာဘာနဲ့မွေးလျော်ခြင်းဟာအကောင်းဆုံးလဲပြောတော့တာတရားနဲ့ပြောမယ်ပြောတာချဲနဲ့ပြောနှလုံးနဲ့ပြောကိုရီးယားနဲ့ပြောကြရာနဲ့ပြောနေကြတာနော်အချိန်ပြည့်သီလကလေးနဲ့ပြောကိုသီလလေးကိုစစ်ဆေးကိုသီလလေးကိုတိုးပွားအောင်အားထုတ်ပြီးတော့သီလနဲ့ဘယ်နှခါလောက်ပြောဘူးတော့မေးကြည့်ဖို့ကောင်းတယ်နော်ကိုသီလလေးကိုစစ်ဆေးပြီးတော့ဒီနေ့တော့ဖြစ်ငါဘယ်သီလတွေလုံခြုံအောင်ထိမ့်မယ်ညနေဆောင်တော့ငါဒီနေ့တော့ဖြစ်ဘယ်သီလကိုချိုးပေါက်တယ်ဘယ်သီလကိုတော့ဖြစ်လုံခြုံတယ်ကိုသီလလေးနဲ့ကိုလှုပ်ရှုံးနေတာသီလကလေးနဲ့ပြောနေတာအဲ့ဒါတမာတိကိုစိတ်ကလေးတည်ငြိမ်အောင်ဘယ်လောက်ထိမ့်နိုင်တယ်ငါဒီနေ့တော့ဖြစ်15မိနစ်အိတ်ထိမ့်နိုင်တယ်10မိနစ်အိတ်ထိမ့်နိုင်တယ်တနာရီထိမ့်နိုင်တယ်ငါဒီနေ့တရားဘာဝနာကိုဘယ်နှကြိမ်ပွားများအထုတ်ဖြစ်တယ်ဆိုပြီးတော့တရားလေးနဲ့ပြောဘူးလားကောင်းကြီးတဲ့လူတွေရှိတယ်သာဓုဗျာသာဓုအဲ့လိုပြောနိုင်အောင်ကြိုးစားဟုတ်ပြီနော်အဲ့တော့ဦးဇင်းကဒီနေ့ကျေးဇူးရှင်ဆရာတော်ကြီးကလည်းဒီပစ္စည်းမယုံဆရာတော်ကြီးကလည်းဦးဇင်းကိုချီးမြှောက်တဲ့အနေနဲ့ဒီနေ့တာမဏေလင်္ကာရစုနှင်းသပင်ပွဲကြီးကိုတက်ခိုင်းတော့ဦးဇင်းလည်းဟိုမှာတက်သွားတော့တခါမထင်မှဖဲနဲ့ပို့ပြတယ်ပလင်ပေါ်မေဟိုပေါ်သွားတယ်အဲ့မှာထိုင်နေဆိုတော့လူကြီးစကားဆိုဘယ်လိုလဲမရကိုယ့်တက်ကြီးတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲရှက်နဲ့ပဲကောက်ထိုင်လိုက်ရပလင်ပေါ်မှာငုတ်တုတ်ကလေးထိုင်ဘာလို့ရမလဲအခမ်းအနားစီစဉ် program စာရွက်ကိုဖတ်လိုက်တော့အစီအစဉ်9မှာဩဝါဒပေးရအောင်မတဲ့ဟိုက်ဒုက္ခပဲအဲ့ဒါနဲ့ကြည်ဘာလို့အောင်ကောင်းလဲပြောချင်တာတွေတော့အများကြီးပဲနေ့လည်အချိန်မရတော့အခုပြောအောင်ပေါ့နော်အဲ့တော့ဗာလေးနဲ့ရှင်ပြီးပြောချင်တယ်လေဆိုတော့အင်္ဂုတ္တရနိကေမြတ်စွာဘုရားရှင်ကိုရမကြီးသာဝတိပိဇေတုံအကြောင်းတော်မှာသတင်းသုံးနေတုန်းဟောခဲ့တဲ့အင်္ဂုတ္တရနိကေထဲမှာပေါ့နိစာမှာတော့အဲ့ဒီနေရာမှာတုံမိထားတာပေါ့စတုတ်ကနိဗ္ဗာန်အင်္ဂုတ္တော၄ပါးစုတွေဟောတဲ့ထဲမှာဝလာဟကဝက်ဆိုတာရှိတယ်အဲ့ဒီမှာမိုးလေးမျိုးပေါ့လေမိုးလေးမျိုးကိုပဲသုတ်2မျိုးပထမဝလာဟကသုတ်ဒုတိယဝလာဟကသုတ်ဆိုပြီးတော့2မျိုးရှိတယ်အနောက်ကတရသီဥပမာပြတဲ့သုတ်တွေကြွဲ့ဥပမာပြတဲ့သုတ်တွေအများကြီးပေါ့လေဒီလိုဥပမာလေးတွေကိုအများကြီးနဲ့ဟောထားတာ
အဲ့တော့ဒီနေ့ဦးဇင်းကမိုးလေးမျိုးနဲ့ဥပမာပြပြီးဟောဘာနဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးပြီးနေတော့သူ့တပည့်သားတွေကိုမိုးလေးမျိုးဥပမာပြဟောတယ်တဲ့ချစ်သားတို့တဲ့လောကမှာမိုးလေးမျိုးရှိတယ်လို့မှတ်ထားရမယ်မိုးဘယ်နှမျိုးပထမတစ်မျိုးကချုံတာချုံတယ်မရွာဘူးပထမတစ်မျိုးကချုံတော့ချုံတယ်တဲ့မရွာပါဘူးတဲ့ဒုတိယတစ်မျိုးကရွာတော့ရွာတယ်မချုံဘူးဒုတိယတစ်မျိုးကမိုးဘယ်နှမျိုးရှိတတိယတစ်မျိုးကတော့ချုံလဲမချုံဘူးရွာလဲမရွာဘူးတတိယတစ်မျိုးကဟေးချုံလဲမချုံဘူးရွာလဲမရွာဘူးတဲ့ဒါဆိုရင်သိပါပြီစရုထတစ်မျိုးကချုံလဲချုံတယ်ရွာလဲရွာတယ်ဆိုပြီးတော့အလုံးမိုးဘယ်နှမျိုးလဲ၄မျိုးဒီနေ့သာသနာတော်နဲ့ကြုံတွေ့ကြတို့တရားဓမ္မတွေသတိပေးခြင်းနဲ့အဲ့ဒါပေါ့ဒီမိုးလေးမျိုးဟာဘုရားရှင်ကိုယ်တော်မြတ်ကြီးကသူ့တပည့်သားတွေကိုဆုံးမခဲ့တာချစ်သားတို့ဆိုယဟန်နေပေါ့ဒါပေမဲ့ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီးတို့ဆုံးမတဲ့အထဲမှာပါတယ်ဘိက္ခဝေလို့ခေါ်လိုက်ရင်တမန်အဖြစ်ဘာသာပြန်တော့ငါဤချစ်သားယဟန်များတို့လို့ဘာသာပြန်တယ်တကယ်ကဘုရားတရားဟောတဲ့အခါမှာပရိသတ်၄မျိုးရှိတယ်ပရိသတ်ဘယ်နှမျိုး၄မျိုးယဟန်ဆိုတဲ့ဘိက္ခုပရိသတ်ယဟန်မလို့ခေါ်တဲ့ဘိက္ခုနီပရိသတ်ဥပါဒကလို့ပြောတဲ့ဒဂါပရိသတ်ဥပါသိကာလို့ပြောတဲ့ဒဂမပရိသတ်ဘယ်နှမျိုးလဲ၄မျိုးအဲ့ဒီ၄မျိုးထဲမှာအမြင့်မြတ်ဆုံးပရိသတ်ကဘယ်ပရိသတ်လဲဘိက္ခုပရိသတ်ဘာပရိသတ်ဘိက္ခုပရိသတ်ဆိုတော့ဘိက္ခုဆိုတာအကြီးဆုံးဒါကြောင့်ဘိက္ခဝေလို့ခေါ်လိုက်တာနဲ့တဲ့จิตသားတို့လို့အကြီးဆုံးပရိသတ်အမြင့်မြတ်ဆုံးပရိသတ်ကိုခေါ်လိုက်တာနဲ့နောက်ကပရိသတ်၃ပါးသည် automatically ပါပြီးသားဖြစ်သွားပြီအကြီးဆုံးကိုခေါ်လိုက်ရင်ခေါင်းဆောင်ခေါ်လိုက်ရင်နောက်ကအကုန်မပါဘူးလားအညီညွတ်သောအဖွဲ့အစည်းဆိုတာဒီလိုညီညွတ်သောအတိုင်းဝိုင်းအမြင်ကျဲသောဒါလေးဦးဇင်းကပြောချင်တာတခါတလေကြတော့တို့မြန်မာလူမျိုးတွေကတွက်ကတ်နေတာသူ့ပြောတာငါပြောတာမဟုတ်ဘူးသူ့ခေါ်တာငါခေါ်တာမဟုတ်ဘူးသူလှုပ်တာငါနဲ့မဆိုင်ဘူးမလားဘူးလားအဲ့ဒါတို့ယဟန်သာမဏေတွေထဲမှာလည်းဒီတိုင်းပဲဟိုဘက်မြို့နယ်ကယဟန်ဒီဘက်မြို့နယ်ကယဟန်ဟိုဘက်ဂိုင်းကဘုန်းကြီးဒီဘက်ဂိုင်းကဘုန်းကြီးဒီလိုလုပ်နေကြတာတကယ်တော့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့တပည့်သားဆိုလို့ရှိရင်အားလုံးအတူတူပဲဒီနေ့မှဝတ်လာတဲ့ယဟန်လေးဟာလည်းယဟန်ပဲတန်ခါအဖွဲ့စည်းထဲမှာပါတာပဲဒီနေ့မှဝတ်လာတဲ့သာမဏေလေးဟာလည်းသာမဏေပဲတန်ခါအဖွဲ့စည်းထဲမှာပါနေတာပဲရှင်းသလားအဲ့တော့သမက္ကမဏံတဘောတုကောညီညွတ်ခြင်းကမှချမ်းသာခြင်းကိုပေးမှာအဲ့ဒါကိုညီညွတ်ခြင်းမရှိဘူးဆိုတာတကယ်တော့အမြင်ကျင်းတယ်ဘာဖြစ်တယ်အမြင်ကျင်းတယ်သဘောထားသေးသိမ့်တယ်အဲ့ဒါဟာဘုရားရှင်ရဲ့အဆုံးအမနဲ့ကြိုက်သလားအေးဒါလေးတွေအတွေးခေါ်လေးတွေရင့်ကျက်ဖို့သိလိုအပ်တယ်ငါကတော့စာတတ်တဲ့လူပဲသူကတော့စာမတတ်တဲ့လူပဲငါကပွဲရတဲ့လူပဲသူကပွဲမရတဲ့လူပဲဒါတွေကသာသနာဘုရားကြီးအဆုံးအမထဲမှာအဲ့ဒီအဆင့်တန်းနေပါသလားအေးဘုရားရဲ့အဆုံးအမကိုယုံကြည်သက်ဝင်ကြပြီဆိုရင်အားလုံးဟာဘုရားရဲ့အဆုံးအမတိုင်းသီလသမာဓိပညာသိက္ခာ၃ရပ်ကိုကျင့်ကြံကြတာချင်းအတူတူဆိုရင်အားလုံးဟာတမျိုးတည်းပဲဘက်ခွဲเสียမလိုဘူးရှင်လားဒါသိအရေးကြီးတယ်ဒါကြောင့်မလို့စာပေပညာသင်ကြားတဲ့အခါမှာလဲသင်ကြားပို့ချသူတွေကကိုယ်တပည့်သားမြည်တွေကိုအမြင်ကျင်းသွားအောင်မလုပ်အောင်အမြင်ကျင့်အောင်သဘောထားကြီးအောင်သင်ကြားပေးရတယ်ဒါမို့ဦးဇင်းတို့ကတော့တပည့်တွေကိုအမြဲတမ်းမှာတယ်အမြင်ကျင်းအောင်သင်မဲ့ဆရာဆိုရင်မင်းတို့မသင်နဲ့ကွာအမြင်ကျင်းသွားမဲ့အလုပ်ဆိုရင်တော့အဲ့ဒီပညာကိုမင်းမသင်နဲ့တော့ငါလည်းမသင်ဘူးသဘောထားသေးသိမ့်သွားမဲ့အိတ်သာများလာမဲ့မစ္စရိယများလာမဲ့ဒီစာတွေသင်လို့ဒီတရားတွေနာလို့
အိတ်သာများလာမယ်မစ္စရိယများလာမယ်သူဆွဲငါဆွဲသူ့ဘက်ငါဘက်ဖြစ်လာမယ်ဆိုအဲ့ဒီတရားမျိုးဆက်မနာနဲ့တော့ရှင်းလားအခုဦးဇင်းတော်မိုးကုတ်ဆရာတော်ဘုရားကြီးကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့အဆုံးအမတွေနဲ့တရားတွေကိုသိခွင့်ရတယ်ကြည်ကြံခွင့်ရတယ်အားထုတ်ခွင့်ရတယ်ဘုရားကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကျေးဇူးကြောင့်ဒါလေးမိမိမှာတရားသိမြင်ခွင့်ရတဲ့အတွက်ဆရာသမားဂုဏ်ကျေးဇူးကိုအာယုံပြုပြီးတော့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဤဥပနိသေယတယ်လို့သွားတာအဲ့တော့မိုးကုတ်ဝိပဿနာဆိုတာကြတော့အမိနာမအပြင်ဒါကသမုတ်ယုံဆရာတော်ဘုရားကြီးဟောလို့ဆရာတော်ဘုရားကြီးကိုအမွန်းတင်ပြီးပြောကြပေမဲ့တကယ်တော့မိုးကုတ်ဝိပဿနာဆိုတာမရှိဘူးတကယ်ဝိပဿနာဘုရားဟောခဲ့တာပဲရှိတယ်ဘုရားတရားတော်လေးကြီးပဲတီးသန့်အမိတတ်လို့မရဒီလိုသဘောပေါက်ထားအဲ့တော့အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့မိုးကုတ်ဆိုလို့ရှိရင်မိုးကုတ်ဝိပဿနာလို့လုပ်လိုက်တော့ဉာဏ်နဲ့ဝိပဿနာတွေနဲ့ယံဖြစ်ကုန်ရှင်းလားဒါဥစ္စာမိုးကုတ်ဝိပဿနာဘယ်တော့မှမတော့ဘူးကျောင်းမှာကိုကမင်္ဂလာတိုက်လို့အမိမဲ့တာကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဤဂုံကျေးဇူးကိုရည်မှန်းပြီးတော့ဒါဆရာတော်ဘုရားကြီးရဲ့ကျောင်းပဲဆရာတော်ဘုရားကြီးရဲ့အရေးအာဝါဒပဲလို့အာယုံပြုတ်ပြီးတော့ကျေးဇူးဂုံကိုအာယုံပြုတ်ပြီးအမိမဲ့တာဒါကိုပြဿနာရှာတဲ့လူကရှာသေးတာပေါ့လေထားပါတော့သူကသူရှာမရှာဒီမြန်မာနိုင်ငံမှာနာမည် register လုပ်တာမရှိပါဘူးအဲ့တော့အဲ့လိုဂုံကျေးဇူးအာယုံပြုတ်ပြီးတော့မဲ့ထားတယ်အောက်ကလာတတ်တယ်မုတ်ကုတ်ဝိပဿနာတရားတော်ပြန်ပွားရေးဌာနဟာဖြတ်လိုက်မဟုတ်ဘူးလို့ဗုဒ္ဓတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးဌာနတော့ပါလားကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောခဲ့တဲ့တရားတွေဟာဘု து တရားတွေဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားတော်တွေပဲအဲ့တော့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့မူပိုင်တရားလို့ပြောလို့ဆရာတော်ဘုရားကြီးကလည်းမူပိုင်လုံးမသွားတာအမှန်ကိုကြောင့်ကိုဆရာသမားသိက္ခာမကြအောင်တော့တပည့်တွေမှာတာဝန်ရှိတယ်ပေါ့ရှင်းသလားဒါကြောင့်ဘက်ခွဲနေစရာလိုသေးလားဗုဒ္ဓဘာသာချင်းအတူတူ तू ကဗုဒ္ဓဘာသာကလားပဲ तू ကဗုဒ္ဓဘာသာတရုတ်ပဲ तू ကဗုဒ္ဓဘာသာကချင်ပဲ तू ကဗုဒ္ဓဘာသာချင်းပဲလုံနေစရာဒါလေးလည်းမှတ်ထားအောင်တခါတည်းတို့ဘုန်းကြီးတွေကိုတွေ့ရသေးတယ်အမလေးဒီဘုန်းကြီး तू ကချင်ဘုန်းကြီးတဲ့ तू ချင်းဘုန်းကြီးတဲ့ဟာဒုက္ခရှိလားဘုရားရဲ့သားတော်ဖြစ်လာရင်တာကင်တွေဝါသားတော်အားလုံးအတူတူပဲတော့ပါလားရှင်းရောရှင်းသလားအဲ့တော့တကယ်တော့ဘုရားဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်ပြီးဟဲ့ဆိုရင်လူဖြစ်စေယဟန်ဖြစ်စေကျင့်ရမှာကသီလအားလုံးမှတ်မိသလားမနေ့ကပြောခဲ့တာမှတ်မိလားငါတို့မှာကိုးကွယ်စရာယရဏဘယ်နှပါလဲဘာတွေလဲယရဏမြတ်ဘယ်နှပါလဲအားထားစရာကကိုယ့်ရဲ့သီလကိုယ့်ရဲ့သမာဓိကိုယ့်ရဲ့ပညာတွန့်ဆုတ်နေသေးတယ်ကျုပ်ကအဲ့လိုတွန့်ဆုတ်တဲ့ပိဋကမကြိုက်ဘူးမနေ့ကသေချာသင်ပေးလိုက်တာနော်ကိုယ်ွယ်စရာယရဏဘယ်နှပါလဲပြောပါလေလေယရဏဘယ်နှပါတကယ်လောကရန်နဲ့ဦးဇင်းတို့တော်ကောင်းတို့ရင်ဆိုင်ကြရတော့မယ်ဆိုတော့အားထားစရာကကိုယ့်ရဲ့ကိုယ်သီလကိုယ်သမာဓိကိုယ်ပညာဒါလျင်ကိုယ့်အတွက်အားထားစရာမဟုတ်ဘူးလားကိုယ်မှာသီလမရှိပဲလောကရန်ကိုရင်ဆိုင်လို့မရဘူးအရှုံးနဲ့ပဲတွေ့ရမယ်ကိုယ်မှာသမာဓိနော်စိတ်တည်ကြည်မှုခန့်ညားမှုမရှိပဲနဲ့လောကရန်ကိုရင်ဆိုင်လို့ကျင့်သလားကိုယ်မှာပညာမရှိဘဲနဲ့ဒီလောကရန်တွေကကြော်လွှားနိုင်ဖို့ဒါဖြင့်ဘသူကိုယ်ပိုင်ပညာတွေရှိရမှာကိုယ်ပိုင်ကိုယ်သီလကိုယ်သမာဓိကိုယ်ပညာကျင့်သလားအဲ့လိုရဖို့အတွက်ဒီနေ့ပြောချင်တာနော်စာပေတွေသင်တဲ့နေရာမှာလဲသင်ကြားပြီးတာနဲ့တကာလဒီစာသင်လို့သီလတိုးတက်လာရမယ်ဒီစာသင်တဲ့အတွက်သမာဓိတိုးတက်လာရမယ်ဒီစာသင်တဲ့အတွက်ပညာတိုးတက်လာရမယ်အဲ့ဒီသီလသမာဓိပညာတိုးတက်မလာဘူးဆိုရင်သင်ပေးတဲ့လူကမှားသလားသင်ယူတဲ့ပုဂ္ဂိုလ်ကမှားနေသလားတခုခုတော့မှားနေပြီဒါမှမဟုတ်သင်နေတဲ့စာကမှားနေသလားရှင်းသလားစာသင်ရင်သီလပြက်ပြားလာမယ်ဆိုအဲ့ဒီစာဆက်မသင်ပါနဲ့
ကျင်တယ်နော်သဘောပါသလားစာသင်ရင်သမာဓိပြပြလာမယ်ဆိုဒီစာငါတို့တို့အန္တရာယ်ရှိနေပါပြီကျင်တယ်နော်ဒါမှမဟုတ်ဒီစာဒီအတန်းဒီကြောင်းတက်နေရင်အိတ်သာမစ္စရိယတွေများလာမယ်ဒါဆိုသင်ကြားဖို့မှားနေပြီသင်ယူဖို့မှားနေအဲ့တော့သင်ပေးတဲ့ဘက်ကမှားသလားသင်ယူတဲ့ဘက်ကမှားသလားနှစ်ဖက်လုံးမှာပြဿနာအဖြေရှာအဖြေတစ်ခုရှာပြီဆိုရင်တစ်ဖက်တည်းကြည့်လို့မရဘူးကလေးတွေကြီးအပြစ်ပုံချလို့မရဘူးသင်ပေးတဲ့ဆရာကရောဘလို့ဆရာလဲမာနကြီးတဲ့ဆရာလားအတ္တကြီးတဲ့ဆရာလားသူ့မာနသူ့အတ္တတွေချပြနေရင်သူ့လက်အောက်ထွက်လာတဲ့ကလေးတွေအကုန်လုံးဟာအတ္တကြီးသောမာနကြီးသောတပည့်တွေဖြစ်လာသူသင်ပေးလိုက်တဲ့စာတွေအကုန်လောကအတွက်အစိတ်ဖြစ်ကုန်ရှင်းလားသဘောပေါက်သလားဒီမှာလာပြီဖခင်ကအဲ့ဒီအတွက်စိုးရိမ်လို့ခေါ်သွားရှာတာတုတ်တွေကတော့အကုန်လုံးသူ့ဟာနဲ့သူတန်ဖိုးရှိတာလေးကြီးပဲအိုးဥပမာပြတယ်တရသိဥပမာပြတယ်ကြွက်ဥပမာပြတယ်ပေါ့လေဒီနေ့တော့မိုးဥပမာပြမိုးဥပမာပြကိုနှစ်တုတ်ရှိတယ်တုတ်က2မျိုးရှိတယ်အဲ့တော့ဒါလေးနားလည်အောင်ကြည့်အောင်နံပါတ်1ပုဂ္ဂိုလ်ကပါတယ်နဲ့ပထမမိုးကချုံသာချုံ၍မရွာသောမိုးနော်မိုးဘယ်နှမျိုးလဲတစ်ကချုံသာချုံနဲ့မရွာမိုးသာလေသာနေသာပုံနဲ့အုပ်ဆိုင်နေတဲ့အထက်ကမဲအောက်ကမဲရှေ့ကမဲနောက်ကမဲမဲမောင်ပြီးတော့အုပ်ဆိုင်နေတဲ့မိုးကြိုးတွေပြစ်နေတယ်ဒါပေမဲ့မိုးတော့နှစ်ရွာတော့ရွာတယ်မိုးမချုံဘူးတဲ့သူကတိတ်တိတ်ဆိတ်ဆိတ်ပဲလာရွာသွားတယ်3ရွာလည်းမရွာဘူးခြုံလည်းမခြုံဘူး4မိုးဘယ်နှမျိုးလဲမိုးလေးမျိုးရှိတဲ့အားလျော်စွာငါဖရားရဲ့သာသနာတော်မှာငါဖရားရဲ့တပည့်သားတွေကလည်း4မျိုးရှိတယ်တဲ့တပည့်သားဘယ်နှမျိုးရှိတယ်ပထမတစ်မျိုးကချုံသာချုံပြီးတော့မရွာတဲ့မိုးနဲ့တူတဲ့ပုဂ္ဂိုလ်ပထမတစ်မျိုးကမိုးနဲ့ဥပမာပေးတာမိုးကဥပမာသူ့သာသနာထဲမှာအဆုံးအမကိုနာခံတဲ့တပည့်သားမြေကဥပမေယဟုတ်ပြီနော်မိုးကဘာလဲဥပမာမိုးကသူ့တပည့်တွေကဥပမေယတပည့်ကလည်းဘယ်နှမျိုးရှိတော့ပထမတစ်မျိုးကပထမမိုးနဲ့တူတဲ့ချုံသာချုံ၍မရွာတဲ့ပုဂ္ဂိုလ်အဲ့ဒါဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတော့ငါဖျားသာသနာတော်မှာငါဖျားဟောကြားအပ်တဲ့သုတ်ဂေယဝေယကရဏဂါထာဥဒံဣတိဝုတ်ဇတ်အံဗုဒ္ဓဓမ္မဝေဒန်လဆိုတဲ့တရားတွေကိုသင်တယ်ဒါစာထဲမှာရှိတာကိုပြောတာတို့အယတနာလဲအောင်ပြောမယ်ဘုရားဟောကြားထားတဲ့ဓမ္မခန္ဓာတွေကိုတရားတော်တွေကိုသင်ယူမှတ်သားတယ်ဟုတ်ပြီနော်သောဝိနည်းအဘိဓမ္မာစာပေတွေကိုမသင်ဘူးလားသင်ကြားတဲ့တတ်မြောက်တဲ့ဒီနေ့လိုပဲဂုံတုဘွယ်တုတွေရတယ်အောင်မြင်တယ်ဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်သည်တဲ့ငါဘုရားရဲ့ဓမ္မခန္ဓာတွေကိုသင်ယူမှတ်သားပေမဲ့ကိုယ်တိုင်သိအောင်အားထုတ်ခြင်းမရှိဘူးမရှိတော့သူသည်ဤကဒုက္ခသစ္စာလို့ပိုင်းခြားပြီးမသိဘူးဤကဒုက္ခဖြစ်ကြောင်းသမုဒယသစ္စာလို့လည်းပိုင်းခြားပြီးမသိဘူးဤကဒုက္ခချုပ်ရအကျင့်မဲ့ငင်၈ပါးပဲလို့လည်းမသိဘူးစာထဲမှာတော့ရှိတာပေါ့စာမှာမရှိဘူးလားရှိတယ်ကြက်တယ်အန်တယ်လေးလာတယ်မှတ်သားတယ်စာမွဲဖြေတယ်စာမွဲအောင်တယ်ဒါပေမဲ့ကိုယ်တိုင်ဒါဒုက္ခသစ္စာပဲလို့သိအောင်အားမထုတ်ရှင်းသလားအဲ့တော့ကိုယ်တိုင်အသိရှိသလားဒုက္ခသစ္စာမှလည်းသမုဒယမှလည်းမက္ကမှလည်းနိရောဓမှလည်းဒါကစာတတ်တာနဲ့သိတာနဲ့မဆိုင်ဘူးနော်ရှင်းသလားတချို့စာပေကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးတွေဘွယ်တူးကုန်တူးများစွာရတဲ့ပုဂ္ဂိုလ်တွေဥစဉ်တို့ချင်းကပ်ဖူးတယ်ဒါပေမဲ့ပြောတဲ့စကားတွေမှာအမြင်ကျင်းနေတယ်လှုပ်တဲ့အတွေးအခေါ်တွေမှာသဘောထားသေးသိမ့်နေတယ်။အော်ဒါဖြင့်သူ့မှာသစ္စာတရားကိုသိတဲ့အသည့်မရှိဘူး။ဓမ္မဝမ်းနဲ့ကိန်းနေတဲ့လူနဲ့မကိန်းတဲ့လူပြောတာဆိုတာချင်းကောတူလား။အကြံစီခြင်းကောအယူအဆအတွေးအခေါ်အလောက်အကင်ဟောအမြင်ကျင်းတယ်ဆိုတာအဲ့ဒါပညာရှိများကခြုံငုံပြီးတော့တွေးတတ်တယ်နေ့လည်ရပဲပြောပြပါသေးတယ်
ကိုကတတ်တယ်သူများမတတ်ဘူးလို့ထင်ရင်မတတ်ဘူးလို့သိထားတဲ့ပုဂ္ဂိုလ်တွေအတွက်ကရုဏာစိတ်နဲ့ကြည်တယ်ကရုဏာအတွေးနဲ့တွေးတယ်သူတို့တတ်သွားအောင်သိသွားအောင်ဘယ်လိုလုပ်ပေးရမလဲလို့ကြံစားတယ်မတတ်လို့ဆိုမြောင်းတဲ့ကံမချဘူးမြောင်းတဲ့ကံချတာအဲ့ဒါစာတတ်ပေတတ်ပညာရှိပုဂ္ဂိုလ်ရဲ့အမှုအကျင့်မဟုတ်ဘူးလူမိုက်လူရန်ကလူယုံငါတို့ရဲ့အလုပ်ရှင်းလားသဘောပေါက်သလားကိုတကယ်ပညာပြည့်ဝလာပြီဆိုပြည့်ဝလာတဲ့စကရုဏာမျက်လုံးနဲ့ကြည့်ရမယ်လောကကိုဘယ်လိုကယ်တင်ရမလဲပတ်ဝန်းကျင်ကိုဘယ်လိုထူထောင်ပေးရမလဲဘယ်လိုအကျိုးပြုရမလဲဒါမှပညာတတ်ရှင်းလားသဘောပေါက်သလားကိုထက်ငယ်တဲ့လူတွေတဲ့အကုန်လိုက်ပြိုင်ပြီးတော့ရှောက်လုံနေတယ်ဆိုရင်ဒီပုဂ္ဂိုလ်ကတကယ်ကိုအမြင့်ကျင်းသူ့အဆင့်တန်းသူမသိတဲ့ပုဂ္ဂိုလ်ကျင်ရတယ်နော်သဘောပါသလားစာမဝဲအောင်သွားရုံနဲ့ပြည့်ပြည့်စုံပြီလို့ပြောလို့မရအခုမှအစရှိသေးတာအောင်ရင်အခုမှအစမအောင်သေးအောင်လို့ဦးပေါ့ဟင်အောင်ပြီးသွားပြီဆိုမှဇလန်းအစမှာငါတတ်ထားတဲ့ပညာကိုဘယ်လိုအသုံးချမလဲအသုံးချတတ်မှအသုံးချပညာကိုသင်နိုင်မှနေ့လေပြောချင်တာတွေအများကြီးပဲဦးဇင်းကဒီလိုသင်တန်းနေနဲ့ပတ်သက်လာရင်တက္ကသိုလ်တွေမှာကိုဩဝါဒပေးဖို့မကြလာပြီးတော့ခေါ်လို့ရှိတယ်အဲ့တော့ဦးဇင်းကဒါလေးလိုက်ပြောတယ်သင်ယူတဲ့နေရာမှာအမတန်အရေးကြီးပါတယ်အဲ့တော့သင်ကြားပုံသင်ယူပုံစနစ်မှားနေခဲ့လို့ရှိရင်လောကအတွက်အစိတ်တောက်တွေဖြစ်သွားအကျိုးပြုဖို့မဖြစ်တော့ရှင်းတယ်နော်ဒီတော့ဒီနေ့ဒုဗုဒ္ဓဘာသာဝင်တွေကလည်းအခုဘုရားရဲ့တရားတော်တွေမနာရဘူးလားဒါကြောင့်ပလင်မော်တက်တိုင်းဦးဇင်းကပလင်စဖွင့်တော်မယ်ဆိုကြတဲ့ဦးဇင်းဟောကြားသောတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိတဲ့အတိုင်းလဲကျင့်နိုင်ကြပါစေဟောဒီသုံးချက်နာမနာရပဲနဲ့ဟောသိမလားအေးမလစ်လာပဲမသိယူပဲမမှတ်သားပဲမနာကြပဲနဲ့သိကိုမသိနိုင်ဘူးရှင်းတယ်နော်ဒါကြောင့်နာခွင့်ရဖို့လည်းအရေးကြီးမကြီးအခုကိုကြည့်အောင်လေအခုဦးဇင်းတို့သူတော်ကောင်းတို့တွေတကယ်ပြန်ဆန်းစစ်ကြည့်အခုဘာလုပ်နေတာလဲငါတို့ဘာလုပ်နေတာလဲလို့မေးရင်ဘယ်လိုဖြစ်မလဲတရားနာနေကြတာအဲ့ဒါကိုခြုံပြောရင်ငါတို့လို့ပြောရင်ခေါ်သူလည်းပါတယ်နာသူလို့ပြောမှတ်ထားနော်ငါတို့လို့ပြောလိုက်တာ ਨੇ အခုခေါ်နေတဲ့ဦးဇင်းလည်းပါတယ်နောက်ကတရားနာနေတဲ့ပုံကိုယ်တွေလည်းပါတယ်နှစ်ဦးနှစ်ဖက်လုံးဘာလုပ်နေကြတာလဲဆိုတော့တရားနာနေတာလို့သက်သက်ပြောလို့မရတော့တရားအလှပေးနေတာပြောဦးဇင်းကပလင်မောင်ကနေပြီးတော့သူတော်ကောင်းတို့ကိုတရားသိအောင်ဟောခြင်းဖြင့်တရားအလှပေးတယ်ဘယ်လိုတရားသိအောင်ဟောခြင်းဖြင့်ဒါဖြင့်တရားနာပေးတာကောဘယ်လိုတရားနာနေကြတာတရားသိအောင်နာခြင်းဖြင့်တရားအလှပေးနေတယ်ပြောလေခင်ဗျားတို့ဒါသိအောင်တလုံးချင်းသွားမှာတဲ့အချိန်ကျုပ်ကအချိန်မရှိလို့နေ့လေကလည်းကောင်းကောင်းမပြောရအခုလည်းကောင်းကောင်းမပြောရဖြစ်သွားမှာဆိုလို့တခုချင်းသင်ရမှာတကယ်တော့ကိုယ်ဘာလုပ်နေမှတော့မသိတဲ့ဟာတွေရှင်းလားငါတို့ဘာလုပ်နေတာကိုယ့်အလုပ်ကိုသိရမှာအခုဘာလုပ်နေတာလဲဆိုရင်တရားအလှပေးနေတာဦးစင်းအခုဒီဝလာဟကတုတ်ကြီးကိုဟောပြအောင်သူတို့ကောင်းတို့တရားလာမနာပဲနဲ့ကြုတ်ခေါ်လို့ရမလားခင်ဗျားတို့လာနာတာကိုကတရားအလှပေးတာရှင်းလားဦးဇင်းကလည်းနာတဲ့လူတွေရောက်နေပါပြီဆိုပြီးဟောပေးပြီဖခင်ရဲ့တရားသိအောင်ဟောပြီအဲ့တော့ဟောတဲ့လူကဘယ်လိုတာဝန်ရှိလဲဆိုတရားသိအောင်ဟောရမယ်တာဝန်ရှိတယ်နားထောင်ကောင်းအောင်ဟောရမှာမဟုတ်ရှင်းလားတရားသိအောင်တတ်အောင်ဓမ္မသာလင်ဖခင်ရဲ့အဆုံးအမကိုခင်ဗျားတို့နှလုံးသားထဲရောက်အောင်ပို့ပေးမှကျုပ်ကသာသနာပြုဖြစ်မှာပေါ့သူတော်ကောင်းတို့နှလုံးသားထဲကိုဖခင်အဆုံးအမရောက်အောင်ပို့မပေးနိုင်ရင်ကျုပ်ကသာသနာပြုမဖြစ်နိုင်သေးဘူးဒါကြောင့်တရားဟောတဲ့လူကတရားသိအောင်ဟောခြင်းဖြင့်တရားအလှပေးတယ်တရားနာတဲ့လူကဟောတရားလာနာပြီဆိုရင်ဘာအတွက်မှမလာနဲ့တရားသိဖို့လာပါဘာသိဖို့ဘုသူမင်္ဂလာကြည့်မလို့လာတာလားလာကြည့်မလို့ဒီအာသုဘကြီးနော်ဒီလောက်ရုပ်ဆိုးထော်လန်နေတဲ့ပုံကိုလာကြည့်လို့လည်းဘာမှအရသာမရှိဘူးဘုသူမင်္ဂလာကြည့်ကြလို့လာတာလားလာပြီးတော့အတန်လေးကကောင်းလို့လားဒါလောက်အော်ဟစ်ကြိမ်မောင်းနေတာလုံးဝကောင်းစရာလည်းမရှိဘူးရှင်းတယ်နော်တရားလာနာတာဘာလို့ဖို့လို့တရားသိဖို့တရားလာနာတာအဲ့တော့တရားသိအောင်နာခြင်းဖြင့်တရားအလှပေးနေတာအလှတကအလှထဲမှာဘယ်အလှမြတ်ဆုံးလဲဘာဖြစ်လို့ဆိုတော့တရားအသိရလာပြီဆိုတာ ਨੇ သူတော်ကောင်းတို့မှာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တိုးပွားလာမှုရှိမရှိ
အခုတရားနာနေစဉ်မှာလောဘတွေဖြစ်လားဒေါသမောဟလောဘဒေါသမောဟဒီတည်ငါအချိန်မှာငြိမ့်နေတဲ့အတွက်ဒီချိန်ဒီအကုသိုလ်ချိန်လားကုသိုလ်ချိန်လားကုသိုလ်တွေမှာကုသိုလ်တွေမှာအခုအချိန်ဟာဒါနကုသိုလ်တွေမှာအမြတ်ဆုံးဒါနကျန်တဲ့အလူတွေပေးတဲ့ချိန်လောဘတွေပါတယ်ဒေါသတွေပါတယ်မောဟတွေပါတယ်အခုအထက်ပမာပြည်မှာခက်စားနေတာရှိတယ်အလူလှဲ့ကြတာကြီးကြီးကျယ်ဆင်းတကောင်ငါနှစ်ကောင်ငါဒီလိုဆင်းတကောင်ကို15သိန်းနဲ့ဆင်းတကောင်ကို330ဒါလှဲ့ဖို့အလူလှဲ့ဖို့လဲရွှေလဲတစ်စီးဘလောက်ကိုယ်လဲတစ်စီးဘလောက်နဲ့ရွှေလဲလေးတွေနဲ့လှဲ့ကြတယ်မြင်းတကောင်ဘလောက်အလူလှဲ့ကြတာတန်းကိုရှေးကြီးဆိုတော့တွက်ကြည့်တယ်အနည်းဆုံးအဲ့ဒီလဲငါးကဆင်ငါးကနဲ့တင်350လောက်ကုန်နေပြီအလူကဘုန်းကြီးတော့ဘလောက်ကတ်တယ်မသိဘူးရှင်းလားအဲ့ဒီဂုံပကာသနာတွေကိုလဲ့သွားနေတော့တကယ်ဒါနစစ်ကိုဖြစ်သလားတကယ်အကျိုးရှိတဲ့စီကိုရောက်သလားအဲ့ယဉ်ကျေးမှုရိုးရာဂုံကဲမင်းတို့ပြောချင်ရပြောပါဒါပေမဲ့ဒီဂုံကျသွားတဲ့ဇရိတ်တွေဟာမြန်မာနိုင်ငံဟာချမ်းသာတဲ့နိုင်ငံလားဆင်းရဲတဲ့နိုင်ငံငါမပြောဘူးမင်းတို့ပြောတာဒီကမှလည်းလွတ်အောင်နေရတယ်ဗျမင်းတို့ပြောတာနော်ဒါပြင်တို့မှလှုပ်ရှားရများစွာရှိမရှိလူချင်းလူရင်အကျိုးရှိတဲ့နေရာကိုလှုဟုတ်ပလားအလကားခုံထုခုံပြိုင်လုံးပြီးတော့နေတိုင်းကြည့်နေတယ်ဒါအပြိုင်လုံးနေတာ तू က2ကောင်ရငါရင်ငါ3ကောင်ငါမယ်ဩဒုက္ခကြည့်ပြီးဒုက္ခနှမျောနေတာဩဒါတွေမြဟိုမိဘမဲ့ကလေးတွေကျွေးလိုက်ရရင်တော်တော်အဆင်ပြေမှာဟိုပညာမသင်နိုင်သေးတဲ့မြန်မာနိုင်ငံမှာပညာကျောင်းမတက်နိုင်တဲ့ကလေးများစွာရှိတယ်။တပိတ်ဆိုင်စားတော့ဆိုင်ရှောက်ကြည့်လိုက်ဟမ်အရွယ်မရောက်တဲ့ကလေးလေးတွေစပွဲထိုးစားနေရတာကိုသားသမီးလို့မှတ်စမ်းပါငါသားလေးဆိုဘလို့နေမလဲငါသမီးဆိုဘလို့နေမလဲတို့ကဒီစိတ်ဒါအတွက်လှုပ်ပေးနေတာအဲ့လောက်စေတနာကောင်းလုံးလုံးလည်းပိတ်ထားတာဒါတော့ပြောပြမိတာကျုပ်ကမြန်မာနိုင်ငံမှာကျောင်းမတက်နိုင်တဲ့ကလေးဆိုတာမရှိသင့်ဘူးဗုဒ္ဓဘာသာနိုင်ငံအလူရှင်တွေဒီလောက်ပေါ်တဲ့နိုင်ငံတော့ပါလားကျောင်းနေအရွယ်တိုင်းကျောင်းရောက်အောင်ပို့နိုင်ရမယ်ဆိုစိတ်ကလေးခင်ဗျားတို့နှလုံးသားထဲထည့်ဆမ်းပါတော့ပါလားဦးဇင်းတို့မိုးကုတ်မှာနေခဲ့တာခဏတောင်းကိုဂုံယူတယ်ဟိုတုန်းကတော့လို့အခုမိုးကုတ်မဟုတ်ဘူးဟိုတုန်းကမိုးကုတ်ပြောတာအခုမိုးကုတ်ကတော့ဟိုမှာလည်းငမွဲတွေတပုံကြီးပဲတန်းစီနေတာကျောင်းမတက်နိုင်လို့ဒီမှာကျောင်းတက်နိုင်ရေးဦးဇင်းကဆောင်ရွက်ပေးနေတယ်ကိုမျိုးနဲ့ကိုနိုင်သလောက်ပေါ့ဗျာတပြည်လုံးထမ်းဆောင်နိုင်အောင်လည်းဦးဇင်းတို့မှာမစွမ်းနိုင်ဘူးဘုံကံကအမှန်တန်နေတယ်အဲ့တော့ပြန်ကြည့်လိုက်တော့မိုးကုတ်မြို့မှာငယ်တုန်းကဦးဇင်းတို့ကျောင်းတက်တဲ့ချိန်တုန်းကကျောင်းသားအရွယ်ဟာလမ်းမပေါ်မှာလုံးဝမတွေ့ရဘူးကျောင်းတက်ချိန်မှာတွေ့ခဲ့ရင်မေးတာဘယ်သူကလေးတို့ဘာလို့ကျောင်းမတက်တာလဲနော်ကျောင်းပြေးတာဆိုရင်လည်းချက်ချင်းမိတယ်ကျောင်းမတက်နိုင်ဘူးဆိုရင်လည်းအဲ့ဒီရက်ရွာကတာဝန်ယူပြီးကျောင်းထားပေးတယ်မိုးကုတ်မြို့မှာကျောင်းမတက်နိုင်တဲ့ကလေးဆိုတာမရှိရဘူးရှင်းလားဒီတော့ငါတို့မှာလှူစရာတန်းစရာစနစ်တကျပြုပြင်စရာတွေများစွာရှိမရှိအေးအဲ့ဒါစနစ်တကျပြုပြင်မှုမှာအသိဉာဏ်အားနည်းတော့ပညာအားနည်းတော့ဟုတ်ကလားအဲ့ဒါသဘောထားသေးသိမ်မှုအမြင်ကျင်းမှုဆိုတာပို့ချသင်ကြားသူတွေရဲ့လိုအပ်ချက်တွေကြောင့်ဒီနေ့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာအလွန်သဘောထားသေးသိမ်သူတွေဖြစ်နေကြတယ်အမြင်ကျင်းသူတွေဖြစ်နေကြတယ်ဒီတဲ့အတွက်ချမ်းသာလာသလားဆင်းရဲလားအဲ့ဒါဒီတိုင်းပဲထားမလားရအောင်ပြင်မလားအေးအဲ့လိုပြင်နိုင်ဖို့အခုဦးဇင်းကစူးစမ်းပြီးတော့တော်တော်ကောင်းတို့ကိုဟောပေးနေတာအဲ့တော့အခုတရားလူပေးနေတဲ့အချိန်မှာသေချာနားထောင်တရားဟောတဲ့ပုဂ္ဂိုလ်ကလည်းဘုရားတရားတော်တွေကိုသူတော်ကောင်းတို့သိအောင်ဟောပြီးတော့သိတဲ့အတိုင်းမလုပ်အောင်ကျင့်နိုင်ဖို့ကြိုးစားဖို့လိုအပ်မလို့ဦးဇင်းကဘလောက်သိအောင်ဟောခမည်းတော်ကမကျင့်ဘူးဆိုရင်ကောတန်ဖို့ရှိပါမလားဒါမို့နာလဲနာမယ်နာတဲ့အတိုင်းလဲသိရမယ်ဦးဇင်းဟောတဲ့တရားကိုခမည်းတော်သိအောင်ကြိုးစားဖို့လိုအပ်မလို့အေးဒါကြောင့်ဦးဇင်းကပြောနေတဲ့စကားဝဟရမြန်မာစကားပြေမှာတောင်မှအယက်သားစကားပြေအယက်ပြောနေပြောတာစာသံပေသံနဲ့ပြောရင်ခင်ဗျားတို့ဒုံဝင်းနေဦးမှာဒီထဲမှာဒီပေသရဲ့80ရာခိုင်နှုန်းစာလို့ပြောလို့နားမလဲဘူးတော့ပါသလားအဲ့တော့စာလို့ပြောမှနားလဲလူကစာလို့ပြောနိုင်တဲ့လူတွေများစွာရှိတယ်ဒီလိုအယက်သားနားလဲအောင်ပြောနိုင်တဲ့လူကရှားတယ်ရှင်းသလားဒါပြင်သူတော်ကောင်းတို့ကအရက်လို့အခုဦးစင်းပြောနေတာတွေသဘောပေါက်မပေါက်နားကောလဲလားအဲ့လိုမှခင်ဗျတရားတပွဲဟောသွားပြီးဘာမှနားမလဲလိုက်ဘူးဆိုပြီးအဲ့ဒါအလကားတရားပွဲပဲရှင်းတယ်နော်အဲ့တော့
တီလာသမารိပညာဟာအရေးကြီးသလားမကြီးဘူးလားကျင့်တယ်မကျင့်တယ်โอเคဘုရားရဲ့ဟောကြားအပ်တဲ့တရားဒေသနာသုတ်ဝိနည်းအဘိဓမ္မာစာပေကျမ်းဂန်တွေလိုက်နာတယ်ကျင့်သုံးတယ်လိုက်ပြီးတော့သင်ယူတယ်ဒါပေမဲ့သင်ယူပင်သင်ယူ냐တော့လေသူကိုယ်တိုင်အာမထုတ်တဲ့ပုဂ္ဂိုလ်တဲ့ခြုံသာခြုံ၍မိုးမရွာရင်အုံသာအုံပြီးမရွာနေရင်အကျိုးများလားမများယုံမဟုတ်ဘူးဗျအတွေ့အကြုံရပြောရရင်နှမ်းကင်းတို့ပဲကင်းတို့များစိုက်ထားပြီးတော့မိုးမရွာပဲအုံရင်ဘာဖြစ်မလဲပိုးကြတတ်ပါလေဗျာသဘောပါသလားအေးသင်မဲသင်ထားပြီးမကျင့်ပိုးကြတတ်တယ်ခင်ဗျာနာပဲနာပြီးတော့အာမထုတ်ကြရင်ရှင်းလားဒီနေ့မြန်မာနိုင်ငံမိုးအုံနေတာပိုးကြနေတာဖျားခိုင်းတရားခိုင်းတန်ခါခိုင်းသင့်နေတာပြောစီပြောတဲ့စကားမဟုတ်ဘူးနော်အရေးကြီးလို့ပြောတာဖျားတွေတဲပြီးတော့ဖျားတွေတဲပြီးတော့နှစ်စဉ်ဖျားပွဲလုပ်ပြီးစော်ကားတယ်ပူဇော်တာလားစော်ကားတာလားဖျားမကြိုက်တာတွေကြီးလုပ်ပြီးစော်ကားတယ်အခုတရားပွဲလာပြန်ပြီတရားပွဲတွေလှုပ်ပြီးတော့ရှင်းလားသဘောပေါက်သလားအဲ့ဒါတရားတောင်မှတရားဟောဖို့ပါမစ်တောင်းခံရခြင်းဟောဒါဖျားဟောဓမ္မခန္ဓာဖျားဟောကျမ်းစာတွေဘလောက်တောင်နှိမ့်ချခံလိုက်ရပြီလေဟုတ်ပလားတရားတပွဲဟောဖို့ကိုပါမစ်ပေါင်းစုံတင်ပြီးတော့လက်မှတ်လိုက်ထိုးပြီးတော့အသနာခံစာတင်ပြီးတော့လုပ်နေရတာဒါတရားကိုစော်ကားတာရှင်းသလားအဲ့တော့ဘုရားကိုစော်ကားခြင်းတရားကိုစော်ကားခြင်းနောက်အားလုံးသိပြီးသားပါပဲဟုတ်ပလားပိုးကြပညာရှိကြီးတွေတော့အများကြီးပဲပူကြကျင်လားအဲ့တော့ခြုံသာခြုံ၍မရွာဘူးဦးဇင်းကတရားတစ်ပုဒ်ကိုဖတ်ရင်သေချာဖတ်တယ်သေချာတွေးတယ်သေချာစဉ်းစားတယ်သေချာရအောင်ယူတယ်အဲ့တော့ပိုးကြတာတော့စာထဲမှာမပါဘူးဒါစာလွတ်ပေလို့ပြောတဲ့စကားပါဟုတ်ကလားဘာလို့ဆိုကြိုးပြီးတော့ပြောရသေးတာတကောင်စာပေမလာတဲ့အတိုင်းပြောတယ်ဆိုဟုတ်တယ်စာထဲမှာမပါဘူးဒါပေမဲ့လောကအတွေ့အကြုံရပြောရတာခြုံသာခြုံပြီးမိုးတွေအုပ်နေရင်တော့စိုက်ထားသမျှတော့ဖြစ်တတ်တာလေးတွေကြုံခဲ့တာလေးတွေပြောတာပါနော်သတိထားတော်မူကြဖို့မကျေနပ်ဘူးဆိုရင်လည်းပယ်လိုက်ပေါ့ရှင်းလားဦးဇင်းကတရားလိုက်ဟောတဲ့နေရာငါပြောတဲ့အတိုင်းယုံလို့ဘယ်တော့မှမပြောဘူးအခုလည်းဥသုမင်္ဂလာပြောတဲ့အတိုင်းမယုံနဲ့အောင်ဘယ်သူကိုယ်တိုင်အားထုတ်ရကျေနပ်သလားကိုယ်တိုင်အတွေ့အကြုံရအောင်မိုးတွေအုပ်ယုံအုပ်နေရင်ကောက်ပဲသီးနှံတွေဘာဖြစ်တတ်တော့အဲ့ဒါလက်တွေ့ကိုပြောတာမဟုတ်ဘူးလားအဲ့ဒါခြုံသာခြုံ၍မရွာရင်အန္တရာယ်ရှိတယ်လူတွေရောနေလို့ထိုင်လို့ကောင်းလားပူဇက်ပူလောင်ဖြစ်နေတာအခုအကုန်လုံးရှင်းလားမိုးအုံပြီးပူအိုက်သည်တဲ့တိုက်အိမ်ကလေလုံးသည်ချွေးတပြိုက်ပြိုက်ကြနေသည်ရေတပေါက်လောက်တိုက်ဆန်းပါငယ်ကကြက်ခဲ့တာခုစာတွေထဲမှာအဲ့လိုအသုံးချပညာပါလားမပါလားတော့မသိဘူးစာသင်တယ်ဆိုတာအသုံးချဖို့စာသင်တယ်ဆိုတာapply လုပ်နိုင်မှကိုသင်ထားတဲ့စာအားလုံးကဘဝတက်သက်တာမှာသုံးဖို့သင်ပေးလိုက်မှအဲ့ဒါပညာရှင်းလားတရံပြီးတရံအတန်းနေအောင်ဘွဲ့တာရသွားဘာမှမတတ်ဘူးဘာမှလည်း30မရှိဘူးဆိုအဲ့ပုဂ္ဂိုလ်ဘာမှမတတ်ဘူးပညာရှိလို့ခေါ်လို့ကြိုက်တဲ့လက်မှတ်ကင်တာကြိုက်တဲ့လက်မှတ်ကင်တာရှင်းလားတို့ကငယ်တုန်းကမူလာတန်းစာအားစာမှတ်ထားတယ်မိစိမ့်မိနီသတိပြုမိဝါလျင်ဖြတ်မကူရဟုတ်လားငယ်ကသင်ခဲ့တာအဲ့ဒါမိနီကိုမီးပြီးတော့နီမဖတ်တတ်လို့အရိုက်ခံခဲ့ရတာမှတ်ထားသူငယ်တန်းကအဲ့ဒါအခုဘယ်ချိန်သွားဒါသတိထားတယ်ဟိုမှာမိဝါလျင်ဖြတ်မကူရဒရိုက်ဘာဖတ်မောင်းတယ်ဟဲ့ကောင်မမောင်းနဲ့သူငယ်တန်းကလေးကသင်ထားတာမင်းဘယ်နှတန်းရှိပြီတော့သဘောပါလားရှင်းရောရှင်းလား
အဲ့ဒါမလိုက်နာလို့မင်းတို့ပိုးကြနေတာပူဇက်ပူလောင်ဖြစ်နေတာရှင်းရလားကဲကောင်းပြီအဲ့တော့တစ်ချုံသာချုံ၍မရွာတော်မူမရှိဘူးလားပဋိက္ခကျမ်းကနေတက်အောင်တော့သင်တယ်ဒါပေမဲ့သူဒီဒုက္ခသစ္စာမှသိအောင်အားထုတ်ခြင်းမရှိဘူးသမုဒိယမှသိအောင်အားထုတ်ခြင်းအဲ့တော့ဘုရားကတော့စာထဲမှာရေးထားတာဘုရားပြောတဲ့စကားတော့ဒုက္ခသစ္စာမှမသိသမုဒိယသစ္စာမှမသိဒီလိုကိုရေးထားတာအဲ့တော့ဒါကိုလည်းဥစဉ်ကလက်ခံတယ်ဥစဉ်တို့ဤကားဒုက္ခသစ္စာလို့စာထဲမှာဘလောက်ဖတ်ထားကိုယ်တိုင်အားထုတ်မထားပဲကိုယ်ပိုင်အသိမဟုတ်ရင်ခိုင်မြဲမလားကျင့်သလားသူကိုယ်တိုင်သိပါပြီလို့ပြောလို့ကြည့်လေမသိတာကလာမယ်မနေ့ကလည်းဒါလေးလည်းဏိဒံပြောထားခဲ့တာမနေ့ပြန်ပြောမယ်ဆိုတော့နည်းနည်းတော့ပြောရမှာပေါ့မသိတာပါလေတန်တရားတစ်ခွင်လုံးမှာဥစဉ်တို့တော်ကောင်းတို့ဦးစီးခဲ့တာအဝိဇ္ဇာဆိုတာကမြန်မာလိုပြောရင်မသိတာဘာတွေမသိတာသစ္စာ၄ပါးမသိတာဘာမသိတာအဲ့ဒါကစာလိုပေလို့စာဟန်ပေဟန်နဲ့ပြောတာသစ္စာ၄ပါးမသိတာကိုအဝိဇ္ဇာအယတနားလေအောင်ပြောရရင်အကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ခွဲခြားမသိတာရှင်းသလားအကောင်းဆိုးဆိုတာကုသိုလ်အကုသိုလ်အကြောင်းအကျိုးဆိုတာအကြောင်းတရားနဲ့အကျိုးတရားဘယ်အကြောင်းကြောင့်ဘယ်အကျိုးဖြစ်တယ်ဆိုတာမသိတာကအမှားအမှန်တန်တရားလဲအောင်လုပ်တာအမှန်လားအမှားလားတန်တရားပြတ်အောင်လုပ်တာအမှန်လားအမှားလားမသိတာကကျင်သလားကျင်တတ်သလားအဲ့တော့အဝိဇ္ဇာပစ္စယအဝိဇ္ဇာကအကြောင်းသင်္ခါရအကျိုးဆိုတာသင်္ခါရဆိုတာပြုလုပ်တာသင်္ခါရဆိုတာပြုလုပ်တာကာယကံဝစီကံမနောကံကာယသင်္ခါရဝစီသင်္ခါရမနောသင်္ခါရမလုပ်ဘူးလားဒီတိုင်းမှာနေ့စဉ်ကာယကံဝစီကံမနောကံမလုပ်တဲ့ပုဂ္ဂိုလ်မလုပ်ဖဲနေလို့ရတဲ့ပုဂ္ဂိုလ်ဒါလေးမှတ်တာတချို့ကအလုံးလုံးနေဆင်းရဲတယ်မလုပ်ဖဲနေချမ်းသာတယ်ဆိုတဲ့လူတွေကရှိသေးတာအဲ့တော့ကာယကံဝစီကံမနောကံမလုပ်ဖဲနေလို့မရဘူးအဲ့တော့လုံမနေရဘူးလားလုံတဲ့အလုံမှာခင်ဗျားတို့နေ့စဉ်ကိုယ့်အကူလုံတဲ့အလုံတိုင်းအကောင်အဆိုးစီစစ်ပြီးမှလုံလားမစီစစ်ဖဲလုံလားပါဇက်ကစကားတစ်ခွန်းပြောတော့မယ်အမှန်မှန်စီစစ်ပြီးမှပြောလားမစီစစ်ဖဲပြောပြလားမစီစစ်တာကပြောလိုက်တာကအခုလုံသမျှအလုပ်တွေဟာဘယ်သူဥစည်းထားတာအဝိဇ္ဇာပစ္စယသင်္ခါရဥစည်းတော့သင်္ခါရပစ္စယဝိညာဏဆိုပြီးပြိတ္တိဝိညာဉ်မနေရဘူးလားဝိညာဉ်တွေရတော့ဝိညာဉ်တွေရက်သလားဝိညာဏပစ္စယနာမရူပအခုယုံနာတရားတွေမရှိဘူးလားရှိတော့နာမရူပပစ္စယသလယနာဆိုတာမျက်စိနာလျှာကိုယ်စိတ်ဓာရဘယ်နှပေါက်လဲဓာရ6ပေါက်ကနာယုတ်နဲ့အတူနာယုတ်ရှိတော့သလယနာမရှိဘူးလားဓာရ6ပေါက်ရှိရင်သလယနာပစ္စယဖသဆိုတာဓာရနဲ့ဆိုင်တဲ့အာယုန်လေးနဲ့မတိုက်ဘူးလားမျက်စိဘာနဲ့တိုက်ဟုတ်တယ်နားဘာနဲ့တိုက်နှာခေါင်းဘာနဲ့တိုက်အမေတည်တတ်တာပဲလျှာဘာနဲ့တိုက်ဟုတ်ပြီကိုယ်ဘာနဲ့တိုက်တွေးထိစရာစိတ်ဘာနဲ့တိုက်ကြံစရာတွေးစရာအာယုန်တွေမရှိဘူးလားအဲ့တော့ဓာရ6ပေါက်ကအသီးသီးတော့သူ့အာယုန်နဲ့သူမတွေးထိကြဘူးလားအဲ့တော့တွေးထိတာကဖသနော်မတွေးကျင်လို့ကိုရလားသလယနာရှိရင်သလယနာရှိပြီဟဲ့ဆိုရင်ဖသရှိပြီဖသရှိရင်ဟောတွေးထိလာပြီဆိုတာမြင်မျက်စိနဲ့ဆင်းတဲ့တိုက်ဘာစိတ်ပေါ့မြင်စိတ်ကလေးမြင်ပြီးတော့ပိန်တယ်ဝတယ်လှတယ်ဘာညာမပြောဘူးလားပြောလာတယ်ဆိုတာခံစားတာဖသနောက်ကဘာလာလဲဝေဒနာလာတော့ဝေဒနာလာပြီဟေးဆိုကြတဲ့ခင်ဗျားတို့ခံစားမှုတွေလာပြီဆိုကြတဲ့ကြိုက်တယ်မကြိုက်ဘူးဆုံးဖြတ်ချက်လာမလားမလာဘူးလားလာတော့လို့ဝေဒနာနောက်ကရှင်းသလားတဏှာလာရင်တဏှာပစ္စယတဏှာကနှစ်သက်တာဥပါဒံကဆွဲလန်းပြီဆိုတော့မရရအောင်အာထုတ်တဲ့ကံနေမလုပ်ဘူးလားလုပ်ရင်တဏှာပစ္စယဥပါဒနာပစ္စယကာယကံဝစီကံမနောကံမလုပ်ကြဘူးလားလုပ်တော့အတိတ်ကံသင်္ခါရလုပ်တော့ကပြစ္ဆုတ်ပံခန္ဓာမရဘူးလားအခုပြစ္ဆုတ်ပံကံနေလုပ်ရင်တော့နောက်ခန္ဓာရမလားမရဘူးလားဒါလေးမှတ်ထားယခုရတဲ့ခန္ဓာစီအလိုလိုရတာလားအတိတ်ကံကြောင့်ရတာအဲ့တော့ယခုလုပ်နေတဲ့ပြစ္ဆုတ်ပံမှာလုပ်နေတဲ့ကံတွေကရောလေးလိုပြလိုလွင့်မှာလားအကျိုးပေးမှာလားအကျိုးပေးမယ်ဆိုကာမဘဝပစ္စယ
ဇာတိရရင်ဇာတိနောက်ကဘယ်သူလိုက်ဇရာမရဏလိုက်တော့ဇာတိဇရာမရဏဘာသစ္စာအခုခင်ဗျားတို့လုံနေတဲ့ကံနေသည်သားတန်ရောစဉ်သမီးတန်ရောစဉ်ပစ္စည်းတန်ရောစဉ်တွေနဲ့မလုံကြဘူးလားလုံသမျှကံတွေဟာနောင်ပါရမှာဇာတိရရင်ဘာသစ္စာဟောအတိတ်ကလှုပ်ခဲ့တဲ့သမှုရိယကြောင့်အခုရနေတာကအခုသမှုရိယထပ်လှုပ်ရင်နောင်အဲ့တော့တန်တရားတစ်ခွင်လုံးသမှုရိယလှုပ်လိုက်သမှုရိယလှုပ်လိုက်ဟောသစ္စာဘယ်နှပါးနဲ့လဲနှစ်ပါးနဲ့လဲလောကမှာရှိတာသစ္စာခင်ဗျားတို့ကျုပ်တို့သုံးတာကဘာသစ္စာနဲ့ဘာသစ္စာသုံးသမှုရိယလှုပ်လိုက်သမှုရိယလှုပ်လိုက်သစ္စာရှိတာဘယ်နှပါးသုံးနေတာကကျန်တဲ့နှစ်ပါးပါဖြစ်လို့ကျန်တဲ့နှစ်ပါးရှိမှန်းကိုမှတ်သားထားတကယ်တော့ကိုသုံးနေတဲ့သစ္စာနှစ်ပါးကိုကိုသိသလားလို့မေးရင်ကိုသားသမီးလေးကိုချစ်တာသမှုရိယလို့ပြောလို့ရပါမလားဟမ်ကိုသားသမီးလေးကိုချစ်တာဘာတော့သမှုရိယမဟုတ်ဘူးလားသမှုရိယဘာပဲမှာတော့ကိုသားသမီးကိုချစ်လဲဒုက္ခပဲမှာဟိုတစိမ့်သွားချစ်လဲကဲတစိမ့်ချစ်တာနဲ့ကိုသားသမီးကိုချစ်တာဘယ်အကောင်းလဲသမှုရိယလို့ရင်အဲ့ဒါငကိုဖျားမပွင့်ခင်ကသိသလားအဲ့ဒါမသိတာကမသိတာကရောက်ရဘဝရမ်းပျော်နေတာကဒါကြောင့်မူလနှစ်ဖြာဆိုတာအဝိဇ္ဇာနဲ့တဏှာနဲ့ဘုရားကဟောခဲ့တာဟုတ်ပြီနော်မူလတရားနှစ်ပါးကဘာလဲပါအဲဒီဝိဇ္ဇာတဏှာဒီဘာသစ္စာတော့မေးရင်သမုဒိယသစ္စာသမုဒိယသစ္စာလို့ရင်မဂ္ဂသစ္စာလို့ရင်ဒါကြတော့ကြားမပြဘူးတော့ချစ်ချင်းမပြေနိုင်ဘူးအမ်းနေတာဖို့မေးဗရမေးနီရောမဂ္ဂသစ္စာလို့တော့ဆိုတော့နောက်မှအပြည့်တော့မဂ္ဂဆိုရင်ဘယ်သွားမလို့မဂ္ဂကဒုက္ခဖြစ်ကြောင်းလားဒုက္ခချုပ်ကြောင်းလားသမုဒိယကဒုက္ခချုပ်ကြောင်းလားဒုက္ခဖြစ်ကြောင်းလားသမုဒိယကဖြစ်ကြောင်းမဂ္ဂကချုပ်ကြောင်းလို့ရင်ဒုက္ခချုပ်တဲ့နိဗ္ဗာန်ရမရမဂ္ဂသစ္စာလို့ရင်နိရောဓသစ္စာရမယ်မဂ္ဂသစ္စာလို့ရင်ဒါပေမဲ့အဲ့ဒီမဂ္ဂသစ္စာကဖျားမပွင့်ပဲနဲ့သိသလားဒါကြောင့်ဖျားပွင့်မှပေါ်တဲ့တရားအခုတော်ကောင်းတို့ကသာသနာဘာသာလားသာသနာတွင်သားသာသနာတွင်သားဆိုသမုဒိယလောက်ကြမလားမဂ္ဂလောက်ကြမလားဒါအရေးကြီးတာခြုံသာခြုံ၍မရွာဘူးဆိုတာကသစ္စာလေးပါးတရားနာတော့နာရတယ်ဒါပေမဲ့မဂ္ဂင်၈ပါးအလုတ်ကိုအာမထုတ်ဘူးဆိုရင်ခြုံသာခြုံ၍မရွာသောပုဂ္ဂိုလ်ရှင်းမလားကဲဒုတိယမိုးကဘယ်လိုမျိုးတော့ရွာတော့ရွာတယ်မချုံဘူးတဲ့အဲ့ဒီလိုဒုတိယမိုးနဲ့တူတဲ့ငါရဲ့จิตသားတပည့်တွေလည်းရှိသေးတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေကတော့ခုငါဘုရားဟောကြားအပ်တဲ့ဓမ္မခန္ဓာတွေသုတ်ဝေယကရဏအဘုဒ္ဓဓမ္မဆိုတဲ့ဝေဒနာတရားတွေကိုသင်ယူခြင်းမရှိဘူးဘာလို့လဲများစွာသင်ယူခြင်းမရှိဘူးဒါပေမဲ့ကမ္မထမ်းဆရာနာမှာချင်းကပ်ပြီးတော့ဒုက္ခသစ္စာဖြစ်ကြောင်းသိမှုဒုက္ခချုပ်ကြောင်းသိမှုတွေအားထုတ်ပြီးတော့မှသစ္စာ၄ပါးကိုကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်သိသွားတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ကခြုံတော့မခြုံဘူးဟောခြုံတော့မခြုံဘူးရွာတယ်ဆိုတော့ तू သစ္စာ၄ပါးသိသွားပြီဆိုတော့ तू ရဲ့သိသည်ဓမ္မမိုးရေတောက်သုံးခွင့်ရမရဓမ္မရဲ့အမြိုက်အရသာတွေခံစားခွင့်ရမရဟောသစ္စာ၄ပါးသိသွားပြီဆိုသူ့မှာတောကပရိဒေဝဒုက္ခဒေါမနတပူလောင်ခြင်းတွေရှိအောင်မလားငြိမ့်အေးသွားတာဓမ္မမိုးရေတွေချိုးလိုက်ရလို့ဘာတွေချိုးလိုက်ရလဲဓမ္မနဲ့ထိတွေ့သွားတဲ့လူကပူလောင်သလားအေးချမ်းလားဟုတ်ပြီလှုပ်ရှားသလားငြိမ်သက်သလားဓမ္မဆိုတာငြိမ်သက်ခြင်းအေးချမ်းခြင်းသဘောရှိတယ်ရှင်းသလားကဲဓမ္မကိန်းနေတဲ့ပုဂ္ဂိုလ်ကနှောင်ဖွဲ့မိသလားလွတ်မြောက်နေလားဟိုမှာတောင်လဲမအောင်မြောက်လဲမြောက်ဟိုကလည်းလှုပ်ရှားရှိတယ်ဒါလှုပ်ရှားရှိတယ်မအောင်ပြောနေတာနှောင်ဖွဲ့မိနေတဲ့ပုဂ္ဂိုလ်လွတ်မြောက်ခြင်းမရှိဘူးတရားသိသွားတဲ့ပုဂ္ဂိုလ်ကြတော့ခိနာဇာတိဝုတိတံမြမစရိယံကတံကရဏိယံခိနာဇာတိနောက်တပံဇာတိရเสียလဲ
မရှိတော့ပြီးသွားပြီသူ့အလုပ်ကတန်တရားစခန်းအတွက်နောက်ထပ်လှုပ်เสียမရှိတော့ဝုတိတံမြမစရိယမြတ်သောအကျင့်တွေလည်းလမ်းဆုံးရောက်သွားပြီဟောပြည့်စုံသွားပြီဘာလို့သွားပြီအခုခင်ဗျားတို့ရှာနေတဲ့တာရည်သမီးစီဝါကြီးဘယ်တော့ပြည့်စုံဟမ်ငွေဘယ်လောက်ရရင်ပြည့်ပြီလို့ပြည့်ပြီလားယာဓုကဘယ်အဆင့်ရောက်ရင်နားကြမှာတက်ချင်သလောက်တက်သမဏဟိုဘက်လွန်ရင်လွန်သွားအောင်ဟုတ်ကလားသဘောပါသလားယာဓုလည်းဘယ်လောက်ရလို့မှကျေနပ်ပြီလို့ငွေကြေးဥစ္စာဒနာဘယ်လောက်ရရင်ကျေနပ်ပြီလို့ကဲသားသမီးမြေးမြေးဘယ်လောက်ရရင်ကျေနပ်ပြီလို့ရှင်းလားပြီးတယ်လို့ကိုအခုမဲ့ခင်လောက်ကြတော့ပြီးတယ်လို့မဲ့လေးတန်ဖိုလေးတန်ပြီးပြီလမ်းဆုံးပြီနောက်တော့လှုပ်เสียမလို့ဘယ်နှစင်းမလို့၄စင်းအဲ့၄စင်းじゃနဲလို့တဲ့ခင်ဗျားတို့မလို့မဲ့လေးတန်ဖိုလေးတန်ရတဲ့လူကနောက်ထပ်လှုပ်เสียဝုတိတံဗြဟ္မစရိယမြတ်သောအကျင့်လည်းအဆုံးသို့ရောက်သွားပြီတဲ့ပြီးသွားပြီကတံကရဏီယံပြုပွဲကိစ္စမရှိတော့ဘူးခုခင်ဗျားတို့ကြတော့အားနေတာကိုပြိုင်ကြလားအလုတ်ရှုပ်နေတာပြိုင်လားအလုတ်ရှုပ်တာပြိုင်တယ်မအားဘူးဆိုမှဟုတ်တယ်ထင်လားရှင်းလားအဲ့တော့ဒီပုဂ္ဂိုလ်တွေကနံပါတ်1ပုဂ္ဂိုလ်တွေဟာချုံတော့မချုံပါဘူးတဲ့ဒါပေမဲ့ဖြစ်တော့ရွာတယ်သူကိုယ်တိုင်ဓမ္မနှုတ်ရည်ကိုတောက်သုံးခွင့်ရသွားတယ်ဓမ္မမိုးရည်ချိုးခွင့်ရသွားတော့သူ့မှာအေးချမ်းမှုရှိမရှိဒါပေမဲ့ခုနကလိုတုတ်ဝေယကရဏတို့တုတ်ဝိနည်းအပြီးဒီမှာကျမ်းစာတွေသူတက်လားဆိုတော့မတက်ဘူးမတက်ပင်ပတညာတော့လေသစ္စာ၄ပါးမသိဘူးလားသိသွားတယ်ဘုရားအဆုံးမတခွန်းဆုံးမရင်တခွန်းနှလုံးသားလေးရောက်အောင်ရှင်းလားအဓိကသာသနာဘယ်မှာတည်ရမှာဟိုနှလုံးသားထဲမှာတည်ရမှာခင်ဗျားတို့ဘုရားကိုယုံလားလို့ကုသိုလ်တော်ရတဲ့ဖြေးစမ်းမှာဘုရားကိုယုံလားတရားကိုယုံလားသံဃာရောယုံလားဒါဖြင့်ဘုရားအဆုံးအမတိုင်းနေ့တိုင်းနေ့စဉ်ကျင့်ကြပြီလားဒါကြောင့်ဘာလို့အတန်ပြောင်းသွားဘုရားကိုယုံတယ်ဆိုရင်ဘယ်သူအဆုံးအမတိုင်းနေရမလဲအဲ့ဒါမှနှလုံးသားထဲမှာခင်ဗျားတို့ဘုရားအဆုံးအမတွေတီးနေမှသာသနာတီးတာဒါအောင်မနေ့ကပြောခဲ့တာသီလပြည့်ရင်ဘဝပြည့်ပြီလောကပြည့်ပြီသာသနာပြည့်ပြီသေချာမှဘဝတစ်ခုတည်းပြတ်တာမဟုတ်ဘူးဘဝပြည့်ပြီဆိုတာနဲ့ကိုယ်ပတ်ဝန်းကျင်ကိုယ်လောကလည်းပြည့်သွားပြီကိုယ်နှလုံးသားတွေကသာသနာလဲသာသနာ9000တီးတယ်ဆိုတာ9000ဆိုတာအပြင်မှာတီးနေတာအရေးကြီးတာနှလုံးသားတွေကအရေးကြီးတာရှင်းသလားပိဋကသုံးပုံတွေဘလို့ပဲထထစတိထက်အခရာပဲတင်တာအခုတင်နေပြီစတိထက်အခရာအလူရှင်ကအင်ဒိုနီးရှားကတထေးနော်အဲ့ဒါမိဒန်းကျွန်းပေါ်မှာရှိတဲ့တထေးကစတိထက်အခရာဂျပန်ကလည်းအာမခံပေးလိုက်တယ်နှစ်900အာမခံတဲ့စတိနော်လုံးဝပြည့်ရွံ့မရှိစရာဘူးဘလို့အာမခံပေါ့900အာမခံပေါ့လေတို့ကနောက်ထပ်အလုံးစုံနေရ50ပေါ့ဟမ်သူကသူ900ဆိုတော့လည်းဘာမှ proof လုပ်စရာမရှိတော့ဘူးနော်ဒီလူတွေလည်းအကုန်သေးတော့မှတကောင်မှရှိမှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့ဒီပေတဲ့အခရာတင်ထားပေမဲ့နှလုံးသားထဲမှာမရှိရင်သာသနာတည်ပါတယ်လို့ပြောလို့ကျင့်သလားဒါဖြင့်အကုန်ကိုစီနှလုံးသားမှာသာသနာတည်ဖို့လိုအပ်မလိုအပ်ဒါကြောင့်မို့လို့နှလုံးသားထဲမှာသီလသမာဓိပညာသိက္ခာ3ရပ်ကိုရအောင်ထည့်ထားပါရှင်းသလားရွာပြည့်အောင်ရွာမချုံနိုင်ရင်ပြဿနာမရှိဘူးကျင့်သလားဘာလို့ဆိုခင်ဗျားတို့ကချုံဖို့လည်းအချိန်မရတော့ခုချိန်ကြမှာသုတ်တင်ပါအောင်ဝိနည်းတင်ပါအောင်ဘိဓိမသင်ပါအောင်ဆိုသင်နိုင်မှာမလားအဲ့ဒါကြုံမှုတဲ့ယောရိတ်တာတစ်ခုမှအသက်80 80ကျော်အဖွားကြီးစိတ်တပါဂုညတကာယပါဂုညတဟာဒကမကြီးဘာလုပ်နေတပည့်တော့ဇန်စိတ်တွေကြက်မလို့ဘာလို့မလို့ဆိုတပည့်တော့ဇန်ဝင်စားမလို့မေဇန်ဝင်စားတာအဲ့ဒါကြက်ပြီးမှဆိုခင်ဗျာရတော့မှာမဟုတ်ဘူးစာမမနဲ့ပြုပြဲဖတ်နေရတာရှင်းသလားအဲ့တော့ပီတိဒုက္ခဧကကတဇံဝင်သားမလို့ရအောင်မလားခင်ဗျားတို့ချုံးချိန်မရဘူးရှင်းသလားအရေးကြီးတာဘာလို့ဖို့ရွာပြည့်အောင်ရွာဖို့ဒါကိုနှလုံးသားထဲမှာတရားမိုးရည်တွေရွာအောင်အားထုတ်ကြပါကျင်နာကလားအဲ့တော့နံပါတ်1ပုဂ္ဂိုလ်ကချုံတော့မချုံဘူးရွာတော့ရွာတယ်
နံပါတ်3ခြုံလည်းမခြုံဘူးရွာလည်းမရွာဘူးဆိုစာပေသင်အံကြက်မှချင်းလည်းမရှိဘူးတရားအထုတ်ချင်းလည်းဒါဖြင့်သူ့မှာကိုယ်ပိုင်သိရောရှိလားဒါဖြင့်နံပါတ်3ပုဂ္ဂိုလ်မျိုးကတော့ခင်ဗျားတို့နှစ်သက်အပ်တဲ့ပုဂ္ဂိုလ်လားဆက်ဆုံးအပ်တဲ့ပုဂ္ဂိုလ်လားကျင်ရတယ်နော်ခြုံလည်းမခြုံဘူးရွာလည်းမရွာဘူးဆိုနေရာကြပါဦးမလားတဖြည်းဖြည်း6ခမ်းပြီးသေဖို့ပဲဟုတ်ပြီနော်ဘုရားပေးလိုက်တဲ့ဥပမာလေးတွေဟာတာမင်ညမဟုတ်ဘူးအခုခင်ဗျားတို့မြန်မာနိုင်ငံမှာမိုး9နှစ်လောက်မရွာဘူးဆိုဘယ်လိုနေမလဲအပင်လည်းရှိမှာမဟုတ်ဘူးလူလည်းရှိမှာမဟုတ်ဘူးရှင်းတယ်နော်ခြုံလည်းမခြုံဘူးရွာလည်းမရွာဘူးဆိုသူ့ဘဝသေတာနဲ့ကျင်သလားအခုခင်ဗျားတို့ဘုရားတရားတော်လေးတွေနာနေရလို့ဘဝကအတိတ်ပဲရှိနေတာနော်တရားနာခွင့်မရှိတော့ဘူးဆိုရင်အနှစ်သာရမရှိတော့ဘူးဒါကြောင့်မို့လောကရဲ့အနှစ်လောကရဲ့တန်ဖိုးလောကရဲ့အလှပဟာသီလသမာဓိပညာလို့ဒီလိုပြောခဲ့တာသီလတရားစောင့်ထိန်ခြင်းမရှိတဲ့လောကဟာအနှစ်သာရမရှိတဲ့လောကအချင်းဤလောကကျင်ရသလားဘုရားတို့လူဘဝမကလို့ကြိုက်တဲ့ဘဝရသီလမရသီလမရှိဘူးသီလစောင့်ထိန်မှုမရှိဘူးဆိုအဲ့ဘဝရှင်သန်နေတဲ့ဘဝလားသေနေတဲ့ဘဝလားဒါကြောင့်ဘဝရဲ့အနှစ်သာရဘဝရဲ့တန်ဖိုးဘဝရဲ့အလှပဟာလဲသီလသမာဓိပညာကျင်ရသလားဒါကြောင့်သီလသမာဓိပညာပြတ်တန်တဲ့လောကပြတ်တယ်ဘဝပြတ်တယ်သာသနာတထက်သေးပဲဘာလို့ဆိုတော့ဒါလေးကိုဦးဇင်းကဒီတရားလေးတွေပြောရင်နှလုံးသားထဲမှာသိကြည်နူးတာဗုဒ္ဓဘုရားရှင်သည်နော်လောကထဲမှာတီထွင်စမ်းသစ်ထားတာလားလောကအမှန်တရားတွေကိုပြောသွားတာလားဘုရားနဲ့လောကနဲ့ကတထက်သေးသာသနာနဲ့လောကနဲ့ကလည်းတထက်သေးအဲ့ဒီသာသနာဟာပဲလောကအဲ့ဒီသာသနာသည်ပင်ဘဝရှင်းလားဘဝတစ်ခုကိုအဓိပ္ပာယ်ရှိခြင်းရင်လည်းဘုရားအဆုံးအမတိုင်းတီထောင်မှအဓိပ္ပာယ်ရှိတယ်ရှင်းလားဘဝတစ်ခုလှပခြင်းရင်လည်းဘဝဘုရားရဲ့အဆုံးအမတိုင်းပြုပြင်မှလှပသဘောပေါက်ရလားပြောသမျှသဘောမပေါက်မှာတော့စိုးတယ်နော်ဒါမို့ဦးဇင်းကစာသံပေသံတွေဘက်ကိုရောက်မသွားအောင်အမြဲတမ်းထိန်းထားတယ်အရက်သားစကားမှပဲနေကိုဖတ်ထားမှတ်ထားတဲ့စာပေဘက်ကိုရောက်သွားလိုက်ရင်ခင်ဗျားတို့ ਨੇ ဝေးသွားမှသိဆိုးရတယ်ရှင်းသလားဘဝတစ်ခုကိုအလှဆင်ခြင်းတော့သီလနဲ့အလှဆင်မှလှတယ်ဗျဟုတ်ကလားသီလသမာဓိပညာမရှိဘဲနဲ့ကိုယ့်ဘဝကိုလှပအောင်တည်ဆောက်လို့မှတ်ထားပါကျင်တယ်နော်နံပါတ်4ပုဂ္ဂိုလ်ကတော့အကောင်းဆုံးမိုးပေါ့ဗျာခြုံလဲခြုံတယ်ဒါလည်းအရေးကြီးတယ်ဗျခြုံလဲခြုံတယ်ရွာလဲရွာတယ်ဆိုတာမိုးခြုံတယ်ဆိုတာကဥစဉ်ကလည်းဒါကြောင့်မှတ်ထားတာတွေများတယ်လို့ပြောတာမိုးကြိုးလျှက်စစ်တွေလက်ပြီဆိုတော့မှအပေါ်မှာလျှက်စီးလိုက်နေဖြစ်မှအပေါ်မှာဓာတ်ပြုတာပင်လေရင်ငွေ့ရပါလာတဲ့ထက်မှာတတ္ထုဓာတ်တွေပါလာတဲ့ nitrate တို့နော် potassium တို့ calcium တို့ magnesium တို့အစရှိတဲ့ဓာတ်တွေကဒီမိုးလေငွေ့နဲ့တူပါလာတာအဲ့ဒါအပေါ်မှာလျှက်စီးကြောင်းတွေဖြစ်မှဓာတ်ပြုပြီးတော့မှခုခင်ဗျားတို့သုံးနေတဲ့ပလဲမြေဩဇာတို့ဘာတို့ဆိုတာတွေကမိုးပေါ်မှာမိုးကြိုးပြည့်ရင်းနဲ့သူ့ဟာသူဓာတ်ပေါင်းသွားပြီးတော့မိုးရွာချတဲ့အခါမှာမြေစီလွှာတွေတခါတည်းပါလာခြုံလဲခြုံမှပြည့်စုံတာမခြုံမဲရွာရင်လည်းမြေဩဇာမပြည့်စုံဘူးသဘောပါလားနားဟောလဲကြလားကျုပ်ကလည်းပြောပြီးတော့ခင်ဗျားတို့နားမလဲမှာသိဆိုးရင်တယ်နော်မိုးရွာယုံရွာပြီးမခြုံရင်အဲ့ဒီမိုးသည်အင်္ဂါရမပြည့်စုံဘူးတဲ့အပေါ်မှာခြုံပြီးတော့ဝုံတိုင်းကျဲနေမှလိုအပ်တဲ့ဓာတ်တွေကအပေါ်မှာဓာတ်ပြုမှုတွေဖြည့်ပြီးတော့ပြည့်စုံတဲ့မြေစီဩဇာအပြည့်အဝပါတဲ့အာဟာရဓာတ်အပြည့်အဝပါတဲ့မိုးတွေရွာချမှအဲ့ဒီမြေစီပေါ်မှာစိုက်ပြိုးမှအဲ့ဒီမိုးရေကပါလာတဲ့မြေဩဇာဓာတ်နဲ့အတူစိုက်လိုက်တော့အာဟာရပြည့်ဝတဲ့ကောက်ပင်သီးပင်တွေမရဘူးလားအဲ့ဒီလိုပဲဒါကြောင့်မို့လို့နံပါတ်4ကျတော့အလွန်ပြည့်စုံတယ်ခြုံလဲခြုံတယ်သုတ်ဝိနည်းအဘိဓမ္မာဆိုတဲ့တရားတော်တွေဓမ္မခန္ဓာတွေကိုလည်းစနစ်တကျနီးစနစ်တကျသင်ယူအောင်မြင်ထားတယ်ဟုတ်ပြီနော်သင်ယူပြီးတော့ဒီတိုင်းသင်ယုံသင်ထားတာလားကိုယ်တိုင်အားထုတ်တာလားအဲ့တော့ဘုရားဟောဓမ္မခန္ဓာတွေဆိုတာတကယ်တော့လောကအသုံးချပညာတွေကြီးပဲဘုရားဟောဓမ္မခန္ဓာဟာအသုံးချတို့ရှင်ကျေဝတ်ကလေးမှာကြည့်တဲ့တို့နသူရုကာရကံတို့ရှုပ်နဲ့မြည်အောင်ထမင်းမစားရဆိုတာစားနီးတောက်နီးသင်ပေးတယ်
အောက်ခိတစကုအန္တရာဂရေဆိုတာမြို့ထဲရွာထဲသွားတဲ့အခါဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘယ်လိုသွားရမယ်ဘယ်လိုလာမယ်သွားနီးလာနီးလဲသင်ပေးတယ်ရှင်းသလားနေနီးထိုင်နီးသွားနီးလာနီးစားနီးတောက်နီးအကုန်လုံးဘုရားဟောဓမ္မခန္ဓာထဲမှာပါမပါအေးဈေးတယ်ကြီးပွားကြောင်းလဲပါတယ်ဗျာသခိုးကြီးပွားကြောင်းလဲပါတယ်ဗျာဓမ္မကြီးပွားကြောင်းလဲပါတယ်ဗျာအဆုံးရှင်းသလားဘုရားဟောထားတာမှာလောကီလောကုတ်ကြီးပွားကြောင်းအပြည့်စုံပါမပါအေးဒီတော့သုတ်ဝင်းဒီပြီးဒီမှာကောင်းစွာသင်ယူထားတော့ခြုံလဲခြုံတယ်ပြည့်ပြည့်စုံစုံဉာဏ်တွေကွမြူးနိုင်တယ်ဖလှယ်နိုင်တယ်ကိုယ်တိုင်လည်းအားထုတ်ကြည့်တဲ့ခါကျလောကဓမ္မနဲ့တိုက်ကြည့်တော့လောကသဘာဝအဒီဘုရားဟောဓမ္မခန္ဓာနဲ့တထက်သေးပဲဆိုတာတွေ့နိုင်မတွေ့နိုင်တွေ့လာတဲ့ခါကျတော့သစ္စာတရားတွေကိုယ်တိုင်သိမသိသိတော့သူ့မှာမဲ့ဉဏ်ဘုံဉဏ်တွေရတယ်ဒီလိုပုဂ္ဂိုလ်ကြတော့ခြုံလဲခြုံတယ်ဟောရှင်းလားကဲဒါဖြင့်ဒီထဲမှာဘယ်ပုဂ္ဂိုလ်အကောင်းဆုံးလဲနံပါတ်ဘယ်လောက်ခင်ဗျားတို့ဖြစ်နိုင်လားဟောအားလျှော့လိုက်တာဖြစ်နိုင်ပြီလားမဖြစ်နိုင်ဘူးဒီမှာကြည့်နှစ်သက်အပ်တဲ့ပုဂ္ဂိုလ်2ယောက်တဲ့ဆက်ဆုပ်အပ်တဲ့ပုဂ္ဂိုလ်2ယောက်ဒါဖြင့်ရှောင်ရမှာ2ယောက်ဆောင်ရမှာ2ယောက်ရှောင်မှာဘယ်ပုဂ္ဂိုလ်လဲနံပါတ်1ရယ်နံပါတ်3ရယ်ဒါဒီပုဂ္ဂိုလ်2ပါးကဆောင်ရမှာလားရှောင်ရမှာနံပါတ်1ကခြုံတော့ခြုံတယ်မရွာအလကားပဲကွာရှင်းသလားမရွာအလကားတွေမဟုတ်ဘူးဖြက်စီးပြအောင်မှာနော်အုံယုံအုံပြီးမရွာရင်ဘာဖြစ်တယ်အားလုံးသိပြီးသားနော်အဲ့တော့တစ်ပုဂ္ဂိုလ်စီဆောင်ရလားရှောင်ရလားနံပါတ်3ကတော့ရှင်းပါတယ်ခြုံလည်းမခြုံဘူးရွာလည်းမရွာဘူးဆိုတော့ तू ကလူဘဝရှုံးနေပြီ तू ဘဝပြက်နေပြီပြင်းတတ်သလားသဘောပါသလားဒါကြောင့်ရှောင်ရမှာ1နဲ့3ဆောင်ရမှာက2နဲ့4အခုခင်ဗျားတို့မှာသင်ချိန်မရတော့ပေမဲ့အာထုတ်ချိန်တော့အာထုတ်နီလန်ပေးမဲ့ပုဂ္ဂိုလ်တွေရောရှိမရှိဟိုကြည်စမ်းမှာရှိတာခန္ဓာဘယ်နှပါးဟောခန္ဓာ5ပါးကျင်းချုံရင်ရုပ်တရားနဲ့ရုပ်ကောမြဲသလားကိုယ်ရုပ်ကိုရောကိုယ်ပိုင်သလားဒီရုပ်ဒီနာမ်ဒီဖြစ်ပြီးရင်ချမ်းသာသလားဆင်းရဲသလားဒီတရားတွေကအလိုလိုဖြစ်နေတာလားအကြောင်းကြောင့်ဖြစ်တဲ့တရားတွေလားအကြောင်းကြောင့်ဆိုတော့ကြည့်လေဗျာမသိတာကတန်တရားတစ်ခွင်မှာသိခဲ့သလားမသိခဲ့ဘူးလားမသိခဲ့တာကရမ်းလောက်တာကအဝိဇ္ဇာကအကြောင်းဒါလေးကိုလည်းသိချမ်းမှတနေ့ကာယကံဝစီကံမနောကနေလုံမလို့လှုပ်တိုင်းသောကာယကံဝစီကံနဲ့မနောကနေမှကုသိုလ်အကုသိုလ်စီစစ်ပြီးမှလှုပ်သလားမစီစစ်ဖဲလှုပ်ဖြစ်လားအဲ့ဒါစဉ်းစားချိန်ရလာမင်းတို့မရတော့မစဉ်းစားနိုင်တာကရမ်းလှုပ်တာကရှင်းသလားဒါကြောင့်ဘုရားရှင်ရဲ့ဂုဏ်တော်ကြီးကိုရှင်းတော့ကပုဂ္ဂိုလ်တွေစီမံသွားတာပေါ့လေဒါရဏပိဋတို့ဘာလို့ဆိုတာဒါရဏပိဋဆိုတာဘုရားရှင်ရဲ့အာဝိနိကဂုဏ်တော်18ပါးကိုဌာပနာသွင်းပြီးတော့စုပ်လှုပ်ထားတဲ့ပိဋဆိုတော့ဒါသူလည်းတန်ဖိုးရှိတာပေါ့အဲ့တော့ပြန်စဉ်းစားကြည့်ရင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်နတ္ထိသဗ္ဗံကာယကမ္မညာနာပုပ္ပင်ကမ္မညာနာနုပတိဝတ္တအလုံးစုံသောကာယကံအလုပ်တွေမှာဉာဏ်တော်နဲ့မထိမတွေ့အပ်တဲ့အလုပ်ဆိုတာမရှိဘူးဉာဏ်တော်နောက်သို့သာအစဉ်လိုက်တယ်ရှင်းရလားဖခင်ကကာယကံလုပ်ရင်ဉာဏ်သာလျင်ရှေ့သွားရှိတယ်တဲ့ဉာဏ်တော်နောက်သို့သာအစဉ်လိုက်ဒီတော့ကာယကံဝစီကံမနောကလှုပ်တိုင်းမှာဖခင်ကဘယ်သူဦးစီးတော့ဒါပေမဲ့အဲ့ဒါအာဝိနိကဆိုတော့ဖခင်တစ်ပါးပဲရနိုင်ခင်ဗျားတို့ကျွတ်တို့အဲ့တော့ခင်ဗျားတို့ကျွတ်တို့ပုထုဇဉ်လူသားတွေအကုန်လုံးလုံနေတာကဘယ်သူဦးစီးထားတာဓမ္မတာဘယ်သူဦးစီးတာမသိတာကရမ်းလောက်တာကအဝိဇ္ဇာကအကြောင်းအဝိဇ္ဇာအကြောင်းရှိရင်ကျင်သလားဒါပြင်အဲ့ဒီမသိတဲ့အဝိဇ္ဇာဆိုတာငါလားယောက်ျားလားမိန်းမလားမသိတာကိုဘာခေါ်လဲလူမသိတဲ့အဝိဇ္ဇာနဲ့ခွေးမသိတဲ့အဝိဇ္ဇာတူလားဟမ်တူလားဟိုးနောက်ကဟာတွေဖြေစမ်းတူလားဘာတူတာတော့မသိတာချင်းဖြေဖြေဘာတူတာတော့ရောင်ဝါးတွေမလုံးနဲ့နော်
ဆရာကတူလို့တူလိုက်ရတာတော့မျိုးမဖြစ်စေနဲ့လူတွေနတ်တွေခွေးတွေကြောင်တွေကအဓိကလားမသိတဲ့သဘောကအဓိကလားအဲ့ဒါမသိတဲ့သဘောချင်းသဝါတွေမှာရှိနေတာအတူတူပဲရှင်းတယ်လားဒါမို့လူအဝိဇ္ဇာနဲ့ခွေးအဝိဇ္ဇာလူသင်္ခါရနဲ့ခွေးသင်္ခါရဒါဖြင့်တတ္တဝါတွေကတကယ်သွားနေတာခွေးတွေနတ်တွေကြောင်တွေလူတွေပြမာတွေလားအဝိဇ္ဇာသင်္ခါရလားအဝိဇ္ဇာဆိုတာလည်းတရားပဲသင်္ခါရဆိုတာလည်းတတ္တဝါတိုင်းမှာရှိမရှိရှိခဲ့လို့ရှိရင်အဝိဇ္ဇာရှိတော့အဝိဇ္ဇာဖြစ်ရင်သင်္ခါရရှိရင်ပြောဝိညာဉ်ရှိရင်နာယုတ်ရှိရင်သလယနာရှိရင်ဖာတာရှိရင်ဝေဒနာရှိရင်တဏှာရှိရင်ဥပါဒနာရှိရင်ကမ္မဘဝပြည့်ရှိရင်ဇာတိရှိရင်အကြောင်းတရားနဲ့အကြောင်းဖြစ်ရင်အကြောင်းချုပ်ရင်ဒီတရားတွေကိုမဖြစ်ပါနဲ့လို့ပြောလို့လဲမချုပ်ပါနဲ့လို့ပြောလို့လဲဒါဖြင့်ကိုယ်ပိုင်ကိုယ်ဆိုင်တရားလားမပိုင်မဆိုင်တဲ့တရားလားစာလို့မေးတော့အတ္တလားအနတ္တလားဟဲ့ကျင်သလားကိုလှုပ်ချင်သလိုလှုပ်လို့မရဘူးအကြောင်းရှိရင်အဝိဇ္ဇာမရှိရင်အဝိဇ္ဇာလာရင်သင်္ခါရလာရင်ဝိညာဉ်လာရင်နာယုတ်လာရင်သလယနာလာရင်ဖာတလာရင်ဝေဒနာလာရင်တဏှာလာရင်ဥပါဒဏ်လာရင်ကမ္မဘဝလာရင်ဇာတိလာရင်လာမလားမလာဘူးလားကဲဒါဖြင့်အဝိဇ္ဇာမလာရင်သင်္ခါရမလာရင်တရားလို့ဝိညာဉ်မဖြစ်ရင်နာယုတ်မဖြစ်ရင်တဏှာယနာမဖြစ်ရင်ဖာသမဖြစ်ရင်ဝေဒနာမဖြစ်ရင်တဏှာမဖြစ်ရင်ဥပါဒနာမဖြစ်ရင်ကမ္မဘဝမဖြစ်ရင်ဇာတိမဖြစ်ရင်တခုဖြစ်ရင်တခုမဖြစ်တော့ရင်ကျင်သလားဒီတရားတွေကဖြစ်လဲဖြစ်တယ်အဝိဇ္ဇာပစ္စယအဝိဇ္ဇာနိရောဓသင်္ခါရနိရောဓပြန်ပြောအဝိဇ္ဇာချုပ်တော့အဝိဇ္ဇာပစ္စယအဝိဇ္ဇာဖြစ်တော့အဲ့တော့တကယ်ရှိတာကအကြောင်းတရားနဲ့အကြောင်းဖြစ်ရင်အကြောင်းချုပ်ရင်ဒါသူတော်ကောင်းတို့ခန္ဓာမှာတန်တရားလဲနေတာဒါတွေယောက်ျားလည်းမပါဘူးမိန်းမလည်းမပါဘူးအဝိဇ္ဇာစဇရာမရဏအဆုံးပြန်ပြောတရားတွေဖြစ်ပြီးတရားတွေပြည့်နေပြန်ပြောအဲ့တော့အဝိဇ္ဇာသင်္ခါရဆိုတော့အတိတ်ကအကြောင်းတရားတွေရှိမရှိအဝိဇ္ဇာသင်္ခါရဆိုတာဒီမှာတစ်အကွက်လွန်လေပြီးတော့အတိတ်ကာလလှုပ်တိုင်းသောအလုတ်တွေမှာအဝိဇ္ဇာဥစည်းပြီးတော့ကာယကဝစီကမနောကနေလှုပ်ဖြစ်ခဲ့တယ်တဲ့လှုပ်ဖြစ်ခဲ့တဲ့သင်္ခါရကြောင့်သင်္ခါရပစ္စယပရိသေတွေဝိညာဉ်ဒီဘဝပရိသေတွေဝိညာဉ်မနေရဘူးလားနေရတော့အတိတ်ကံသင်္ခါရနဲ့ပစ္စုပန်ဝိညာဉ်နဲ့စပ်တယ်ပြောအတိတ်ကံသင်္ခါရနဲ့လက်ရှိသူတော်ကောင်းတို့ရထားတဲ့ခန္ဓာသည်အလိုလိုရတာလားအတိတ်ကံကြောင့်ရတာလားအဲ့ဒီကံသဆရာကံစီမံတဲ့နေရာလာတာရှင်းသလားကံကခမရတို့ဒီဘဝမှာဂရုကံနေဆိုတာကြီးမားတဲ့သောတာပတ္တိမေတ္တုသဂရဂါမိမေတ္တုအနာဂါမိမေတ္တုအစရှိတဲ့မေဖို့ကံကြီးတွေဖြစ်ရင်ဖြစ်ဒါမှမဟုတ်ရင်ပြင်စာနန္ဒီယကံဆိုတဲ့ကံမျိုးတွေဖြစ်ရင်ဖြစ်ကုသိုလ်ဘက်ကလည်းအကြီးမားဆုံးအကုသိုလ်ဘက်ကလည်းအကြီးမားဆုံးတစ်ခုခုမဖြစ်ခဲ့ရင်ခမရတို့ရှေ့ခုနှစ်ဘဝနောက်ခုနှစ်ဘဝကံကစီမံထားပြီးသားတုတ္တဝံဇရာမြန်ကြည်လိုက်တာရှင်းသလားအခုလည်းခမရတို့ဒီဘဝကိုဘယ်လောက်နေရမယ်ထင်တယ်ကံပေးသလောက်နေရမယ်မှတ်ထားမသိဘူးမဖြစ်တယ်ဟဲ့နာလပိန်တုံးတွေဖြေစမ်းဒါရှင်းလေးကံအကြောင်းပြောနေတာဒီလောက်တော့ပြောနိုင်ရမှာပေါ့ဘယ်လောက်နေရမယ်ကျင်သလားကံကုန်တဲ့အချိန်သိရမှာတဘဝစာဇနကကံဆိုတာခင်ဗျားတို့တဘဝစာကံကသတ်မှတ်ပေးလိုက်ပြီးသားဘယ်ချိန်အိမ်အောင်ကြမယ်ဘယ်ချိန်လင်းနဲ့ကွဲမယ်ဘယ်ချိန်မရနဲ့ကွဲမယ်ဘယ်ချိန်သားနဲ့ကွဲမယ်ပါပြီးသားရှင်းလားဘယ်သူစီမံတာကံစီမံတဲ့အတိုင်းကံသင်္ခါရကပြုပြင်ပေးလိုက်တာခန္ဓာဘယ်နှပါပြော
Hori Bradley when Yengrega a take can yet see Madaila. Daniel Tiana de Saint Sitanian Tula. Lova Jibonye. Dona Jibonye. Moha Jibonye. Sarai de Wadanari. Paquanilo. Canquanilo. Any can see man at the body can ayata. Shendra. Ayo, di wadi kana yat habi do, di kana campelo yat habi, di bawa do, masyabe mapuibe, masabe mataupen di lu oyala. Mayaro, di bawa syabu puibo do, pata besi abalaro. Wedana nauka, dana nezi nemya di wedana adwego, lai syania. Sabu, syare. Wopo, nebu o, sabu ne yedwa syare sura, bedu do syara teno. Kamero amida do longa ma amida do saye woye neye mabyola masaya do chanda dala seyela edi seyede dukha wedana le phit la ma so de atwet chanda aung so pi do wedana pissaya tana shin dala sa laung mo thait chin ga luat aung sa phot sha pu chin a chin ga luat aung wot phot shaဟုတ်ကဲ့လားမချင်ရင်မွေကင်းသန်းဘေးအန္တရာယ်တွေကတကိုးဓမြဘေးကလွတ်အောင်နေဖို့ရှာရဲဆိုတာဝေဒနာပစ္စယဒီတဏလေးရှာကျင်တာဟာဘသူအတွက်တုံးလို့မေးတော့အေးပြောတော့အရာပြောတော့စာဝနေရီတကယ်တရားလို့ပြောတော့ရှင်းသလားအဲ့တော့ပြစ္ဆုတ်ပံမှာလဲဝေဒနာနဲ့တဏအမြဲတမ်းစပ်ပြီးတော့မနေဘူးလားအဲဒါကတရားတွေဆက်ဆက်နေတာဒီလက်ရှိခန္ဓာရထားပြီဆိုရင်ဒီဘဝအတွက်အလုတ်ကလောက်ရမလားမလောက်အောင်လားလောက်ဘယ်သူဥစည်းပြီးလောက်တဏှာဥပါဒံကံမလောက်လားလောက်တာဒီပြစ္ဆုတ်ပံမှာလောက်ပြီဆိုတော့ဒီပြစ္ဆုတ်ပံလောက်တဲ့ကံတွေဟာလေးလိုပြလိုလွင့်သွားမှလားအကျိုးပေးမှလားအကျိုးပေးတော့နောင်ဘဝဆိုတာရှိမရှိအတိတ်ကံကြောင့်ပြစ္ဆုတ်ပံဘဝရတယ်အတိတ်ကံကြောင့်ယခုကံကြောင့်နောက်ဘဝရအောင်မယ်ဆိုတာမသိကြဘူးလားသိကြနေတော့ကာမဘဝပစ္စယဇာတိတရားကြောင့်ကာမဘဝနဲ့ဇာတိတစပရိစ္ဆသမုပ္ပါမှာအစ30ရှိဒါကအတိတ်ခန္ဓာနဲ့စဘာနဲ့စတာဒါကပြစ္ဆုတ်ပံမှာစဒါကအနာဂတ်ဆိုတော့ကိုသူတော်ကောင်းတို့ဦးဇင်းတို့တွေအလုတ်လုံနေကြတော့အတိတ်အစနဲ့လုံနေတာလားအနာဂတ်အစနဲ့လုံနေတာလားအခုနေတိုင်းအလုံးမလုပ်ဘူးလားကာယကံဝစီကံမနှောတာနေမလုပ်ဘူးလားလောက်တာအဲ့ဒါအတိတ်ဆက်လားအနာဂတ်ဆက်လားဒါဘယ်နဲ့တော့ထားတာသူအတိတ်လားအနာဂတ်လားလို့မေးတော့သူအဲ့နှစ်ခုပဲလဲစဉ်းစားဟမ်အနာဂတ်ကရောက်ပလားမရောက်သေးတော့သူ့အတွက်လှုပ်เสียလို့လားဒါပေမဲ့လှုပ်သမျှတော့အနာဂတ်အတွက်ဖြစ်မဖြစ်နေပြီးသားဒါပေမဲ့အနာဂတ်ကရောက်ပလားအတိတ်ကရောကြံခဲ့ပြီပြီးခဲ့ပြီဟမ်အတိတ်ကံကနင်တို့အတွက်စီမံထားတာကိုပြင်လို့ရလားကောင်းတာလုပ်ရင်ကောင်းကျိုးပေးဖို့စီစဉ်ပြီးသားအဲ့ဒါကိုရမယ်မကောင်းကျိုးကိုသူများဝင်ဖြက်စီးလို့ဟမ်ရလားကိုရတော့မယ်ကောင်းကျိုးကိုသူများကကောင်းကျိုးမပေးအောင်ဆိုလုပ်လို့ရလားရှမ်းမနော်ရှမ်းမနော်မပမီလို့တွေဟိုလူပြူစားတာတွေဒီလူပြူစားတာတွေဒီဤကွေတော်ရဝန်းကဟာတွေကယူးကြောင်တွေများဟမ်ကိုအသုံးမကျအပြင်းကြီးတာကိုဟိုလူပြူစားတယ်ပြောလို့ပြောဒီလူပြူစားတယ်ပြောလကားငါပြင်းအဲ့ဒါဘာမှမဟုတ်ကိုပေးတော့မဲ့ကောင်းတဲ့ကံကိုသူများကမကောင်းကံဖြစ်အောင်လုပ်လို့ကိုရောစီစဉ်လို့ရလားကိုပေးတော့မဲ့မကောင်းကျိုးကိုသူတစ်ပါးကကောင်းကျိုးပေးအောင်လုပ်ပေးလို့ဟောမှတ်ထားဟောဒီမှာဒါကံကံကျိုးဆိုတာထင်ရှားကြီးနော်အပြည့်အစုံရှင်းဖို့ကခင်ဗျားတို့အချိန်မရှိလို့သဘောလောက်ပြောပြတာအတိတ်ကံကြောင့်ပြစ္ဆုတ်ပံခန္ဓာရတယ်ပြစ္ဆုတ်ပံခန္ဓာကြောင့်ပြစ္ဆုတ်ပံကံကြောင့်နောက်ခန္ဓာရမလားမရဘူးလားအခုခင်ဗျားတို့ခန္ဓာတွေဆိုတာဘယ်သူကြိုးပေးတိုင်းနေရတာကံကြိုးပေးတဲ့တိုင်းကိုပြုတ်ထားတဲ့ကံကိုသူများကလာပြီးတော့ဖျက်ဆီးပြစ်လို့ကိုဖျက်ဆီးလို့မှတ်ထားပါယခုဘဝပေးတော့မဲ့မကောင်းကြိုးပေးတော့မဲ့မကောင်းကံကိုတပါးသောပုဂ္ဂိုလ်ကကောင်းအောင်အုံဖတ်လို့ဘိုးအောင်ဘုံမင်းကောင်လာလောက်ခိုင်းစမ်းရရခြေခိုင်းစမ်းဘေးရင်သုံးဖို့ဟမ်ပုံတဖူပုံတညိုအကုန်ခေါ်ရမလား
ရှင်းတော့ကဘယင်နေသူတို့နာပုံနှဖြူရောပုံနှညောအကုန်ထားတာပဲဒါပေမဲ့သားလောက်ကြံတာမသိလိုက်ပါဘူးတော့ပါလားကြည်ရောကျင်သလားအကြောင်းကောင်းမှအကြောင်းမှန်မှအဲ့တော့ဘေးရင်ရရခြေုံနဲ့မင်းတို့ကံကိုပြောင်းလို့ရမလားသေချာလို့အရေးကြီးလို့ပြောတာနှုတ်မရင်ခင်ဗျားတို့မိစ္ဆာဒိဋ္ဌိဖြစ်တော့မှာရှင်းနော်ကြည့်ဒါဖြင့်38မိနစ်ကိုအိမ်ခေါ်တာခင်ဗျားတို့ကတော်တော်စွမ်းနေတယ်နော်နတ်တောင်အိမ်ခေါ်တာဟုတ်လားပြီးတော့ဗုဒ္ဓဘာသာလည်းပြောသေးတယ်အိမ်တောင်မှာအရက်ပလင်းတယ်ဟမ်ဘောပါလားအိမ်တောင်မှာအရက်ပလင်းရှိတဲ့လူကဗုဒ္ဓဘာသာဟုတ်လားမဟုတ်ဘူးမဟုတ်ဘူးအဲ့ဒါဗုဒ္ဓဘာသာကိုမဖြစ်လို့သူဖယားကမကြိုက်ပါဘူးဆိုတဲ့အလုပ်ကိုအရက်တောက်တဲ့ကောင်အိမ်မော်ခေါ်တင်ထားတယ်ဒါကိုသားအရက်တောက်တော့အပြစ်ပြောသေးတယ်ရှင်းတယ်နော်ဒါဖြင့်ယုံကြည်မှုမှန်ကန်မှုလိုအပ်မလို့อ่ะခြုံလဲခြုံရမယ်ပြောခုခင်ဗျားတို့တရားတွေမနာရဘူးလားဒါမိုးချုံတန်တော့ကြားပြီဘာတန်ကြားပြီရွာအောင်ကတော့ဘု து တာပေါ့ဒါလေးကိုတိမလာခင်မနေ့ကပြောတယ်ဆရာတော်ဦးရကြီးကပြောလိုက်တယ်ငါပရိတ်ရွတ်ပြီးတယ်ကွာတယ်ငါရွတ်ပြီးတဲ့အဲမှာတော့အောင်မြင်ဆုံးကမော်ကျွန်းပဲမော်ကျွန်းသားတွေကသီလသမာဓိနဲ့ပြည့်စုံတယ်တဲ့မင်းဟိုရောက်ရင်တွေ့မှာတဲ့ဘလို့ကြည့်ရမှမသိဘူးဆရာနေ့လည်းအပြင်မထွက်ရတော့မသိလိုက်ဘူးနော်သီလသမာဓိပညာဘလောက်ပြည့်စုံလုံးလို့လမ်းထွက်လေ့လာကြည့်မှသိမှာဟုတ်အဲ့တော့တခုခုဖြစ်ငါပရိတ်ရွတ်စားဆိုရွတ်ပြလိုက်တော့ပရိတ်စွမ်းတယ်ဆိုတာတဲ့ပရိတ်နာခံတဲ့ပုဂ္ဂိုလ်ကလည်းသီလသမာဓိပညာပြည့်စုံမှစွမ်းတယ်မောင်ဦးစင်းကြီးကဘုန်းကြီးကပြောလိုက်အဲ့ဒါဗာလေးနဲ့တူလဲဆိုတော့ဘုန်းကြီးကတော့ပြောဦးစင်းကစဉ်းစားမိတယ်ဥပမာအခုမြမအသံတို့ MRTV4 တို့ကရုပ်သံလိုင်းတွေမလွတ်ဘူးလားခုလေထဲမှာရုပ်သံလိုင်းတွေရှိမရှိငါတို့ဒီတိုင်းကြည့်လို့ရလားဘာရှိမှာလက်ခံတဲ့ receiver ရှိမှာအဲ့တော့ TV ကိုဒီတိုင်းထားပြီးတော့ antenna မပါဘဲကြည့်တော့မသဲမကွဲဖြစ်ဟုတ်ကလားအဲ့တော့အဲ့ဒီမှာ antenna လေးတက်ကြည့်တော့ခန့်ညံ့ညံ့ antenna ဆိုတော့ရုပ်ကမုံဝါဝါအလွန်ကောင်းတဲ့ antenna နဲ့ထောင်လိုက်တော့ကြီးလင်းမရှိဘူးလားဒီတိုင်းပဲပရိတ်ကတော့ရွတ်ချလိုက်တာပဲပရိတ်လက်ခံတဲ့ antenna ခင်ဗျားတို့သီလသမာဓိပညာပြည့်စုံမှအန္တရာယ်လည်းကင်းမယ်ဘေးလည်းရှင်းအားလုံးကျင့်တတ်သလားဒါဥစဉ်စဉ်းစားမိတာဒီတော့အားလုံးအန်တီနာကောင်းကောင်းရှိဖို့လိုအပ်မလို့อ่ะဒါဖြင့်ချိုးပြအောင်တော့ချိုးရမယ်နော်ဒီတစ်ခါရွာတယ်မိုးချိုးပြအောင်ချိုးမရှိဘူးလားခုသစ္စာမိုးတွေရွာမရွာခန္ဓာဘယ်နှပါးခန္ဓာ၅ပါးဖြစ်ပြီးတော့ဒီခန္ဓာ၅ပါးအလိုလိုဖြစ်တာလားမဟုတ်ဘူးသူ့ထောက်ပံ့ထားတာကံစိတ်ဥရုအာဟာရအကြောင်းတရားဘယ်နှပါးပြန်ပြောကံစိတ်ဥရုအာဟာရအကြောင်းတရားဘယ်နှပါးလဲအကြောင်းရှိလို့အကြောင်းချုပ်ရင်ကျင်သလားအကယ်၍ဒီဘဝအတွက်ကံကုန်သွားပြီဆိုဒီဘဝသိမလားမသိဘူးလားအဲ့ဒါစိတ်ကတတ်ရင်ကောဥရုကတတ်ရင်ကောအလွန်ပြင်းထန်တဲ့ဥရုတွေလာလဲသိမှာပဲအာဟာရကဖြတ်ချရင်ကောဒီဘဝဒီခန္ဓာဒီမှာနှလုံးသက်ရှင်ဖို့အဆုတ်သက်ရှင်ဖို့မှာအာဟာရမရှိတော့ဘူးဆိုရင်ကျင်သလားအကြောင်းရှိရင်အကြောင်းဖြစ်တော့အကြောင်းချုပ်တော့တရားအလုံးကဖြစ်ပြီးရင်ဒီထဲမှာပုဂ္ဂိုလ်တ attva သူငါယောက်ျားမိန်းမပါသလားတကယ်ရှိတာအကြောင်းတရားနဲ့အဲ့ဒီအကြောင်းအကျိုးကိုသတိထားဝရိယစိုက်ပညာနဲ့ကြည့်ဘယ်သူညာနဲ့ဘယ်သူကြည့်ရမှာတရားဘယ်မှာကင်းရမှာသူများခန္ဓာလားကိုယ်ခန္ဓာလားကိုယ်ခန္ဓာဆိုတော့ဘယ်သူကိုယ်ဘယ်သူကြည့်မှာကိုယ်ကိုယ်ကြည့်ယုတ်တရားနဲ့ယုံနာနှစ်ပါးဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတာပါသစ္စာသိတဲ့ဉာဏ်ကမဲ့နဲ့မှန်မှန်ကန်ကန်သိထားတဲ့ပုဂ္ဂိုလ်ဟာဒီမှာသူ့တဏ္ဍာမှာကိလေသာဆိုတဲ့တဏှာမာနဒိဋ္ဌိတွေလာအောင်မလားပိုးကြပါအောင်မလားအဖြက်စီးလာပါအောင်မလားဒါဖြင့်ပူလောင်မလားအေးချမ်းမလားဒါဖြင့်သေတာကသမုဒိယသိရင်နောင်ဒုက္ခလာအောင်မလားနောက်ခန္ဓာမလာတာကနိရောဓသစ္စာဘယ်နှချက်ကလေးချက်ကအလိုလိုကြိုက်သွားတာလားကိုယ်ခန္ဓာကိုကြည့်လို့လားအဲ့တော့ဘုရားကမိုးဘယ်နှမျိုးနဲ့ပြောတော့ပထမတစ်မျိုးကခြုံတာခြုံတယ်မရွာဒုတိယတစ်မျိုးက
Yuaro, you are a Machomu. Tati at the Muga. Chonglem Chomu, you are Lemu, Nama Lega. Nami Be Mugu Beam. Nama Dine, Nama Do. Why Obeame? Chona, Chomi, Mayua, you got Damoshida. Mayua gay, a sit down, Pio me, and now she, Pio me, Mabioga Ula. Ero Namate Muha, sounding a mula, sounding a mula. Namanigaro, Sauyame, Chong Do, Machombe me. General, good commando didn't that would the our Ato in Yamaya. Shira Kana Abanaba. Jodiane, Goyo go by the la. Go Nango go by the la. Ethelok lay since in JJ Theta and go Yamamatu, go yo le go by mu, go nale, go by mu. Yoko Miedala. Nango Miedala. Ella le Theta or Dicana go on Gago Hasura. Gago Mashuzo, Namashi, Gausale. Machino Woos or the local Theta and the Lomia. Lomia is to a chono like Babiro. You are like Bizora Duma, the Ma Moye, Tauso Gay, Chogwe, Longwe, Yamaya. Yaro longer and below Jojo, the man ever yes, I know Duma Pula Gile. See a Gile. Gina the La. Zero Dilu Chola the Lazaro. What you do my dog when we be my thing the Yaduma Chile, you. Have you met to the Yada, Maya like Bulazuro? Eh, Namane Bogodi. Soyame Bogo. General Kungarumaga. Ako di tamane de lo di shin yahan de lo jaja nana to we ni bidi ma le khmya ro cuk lo tin chin ya la tin mo wo akhwin lan shi da la sa won ne yi phit chin ya da tphet da de tin mo tphet so yin belo ma ma phit nain do ma phit nain do bu so do ma chung nain do bu so do ma ywa be ni yin di bwa atwet nit na mo shi ma shi bwa song ma song ai do ma chung nain do le ywa phit aung do chin na da la Yavia Juda Lua Palua Namali Boguaro Chole Chone, you are so that this year Tangaro, Shintumia de Luduro, Sabijang and a count of thing you mother Tamio Jabido, Chombi the Gala, Goraina, you are Chalabi so, through Tem Mimia de Bogo, Shirabu, any Bogo do Dine, Moravia Jom Yuga, Nevido, the Damani Jori, Tadana Azani, Muito Vido Manijaula. Era de go let you count the views of some shall Jabido, Chongle Chong, Yohane, Yohana, Bogori, Tonga, La Roma, Camerua, Aluego, Moyigo, Tau Solo, Gina the La, Dido, Chongle, Chonai out, Yohane, Yohana, on Loda Garo, a council ball. How we know? Go below nine, low nine, Ludi, Taupan, Bibo, Lo Amalua. Eh, do go Rangado, Machon nine, Donya Leve, Malujam. Yohana out. Jodame, David go in them at the La, the Mari Piena, they cut Donya King out, Sonya Polo Amloa. Hello, the Ribe Zagali, Mania Zagali, Bioma, the La Pie, Bawa de Bione, Loca Biebi, Bawa Biebi, Tadana Biebi, Biabio. The La Pie, the Madi Pieke. Hey. Yin look the other no man. Not many but they didn't Joe Lembiamu. No? I could joke up Yama, and then Yamana isn't your mamma, so long they do it. Mobile so long they do it. Cannot see it, see where she did. Eddie will be in Yao, the home, Edo, who the hobby Biama. Who come out, did I not when you mean alone, no, Joe Lembia, come out of it. No? The love ye Loka, Piepi, Bawa, Piepi, Talana, Piepi, Piola. Joe Pioy, Malolo, Camaro, Biokaina. Do so, Pio. Hello, Mamila. Do the Biambio, the La Biake. Oh, no, got him bow. No, got it, ain't it? Hey, now got Abionilla. Mabio, I love your man. Okay, the Bianabio did the La Bia. Ne Tamadi Biake, Loga Biabi, Bawa Biabi, Tadana Biabi, Lay Dom Pina Biake, Loga Biabi, Bawa Biabi, Tadana Biabi. Alomamidra,
ပြန်ပြောမယ်တစ်ခေါက်သီလပြက်ခဲ့ရင်လောကပြက်ပြီးဘဝပြက်ပြီးသာသနာပြက်ပြီးသမာဓိပြက်ခဲ့ရင်လောကပြက်ပြီးပညာပြက်ခဲ့ရင်အလုံးမမိပြီလားအဲ့တော့မချုံနိုင်တောင်မှရွာပြည့်အောင်တော့ရွာအောင်ကြိုးစားဖို့လိုအပ်မလိုအပ်အဲ့တော့ဒီနေ့သာမဏေကျော်အရှင်မြတ်ကြီးများကတော့ခြုံလဲခြုံတယ်ရွာလဲရွာပြီဒါကတော့အာဇာနည်ယောက်ျားကောင်းယောက်ျားမြတ်တို့ရအပ်တဲ့အလုပ်ဖြစ်တဲ့အတွက်ဒါသူတို့လုပ်တဲ့အလုပ်တို့လုပ်ရမယ့်အလုပ်ကမချုံနိုင်တော့လဲပဲအဲ့ဒီခြုံလဲခြုံတဲ့ရွာလဲရွာနိုင်တဲ့ပုဂ္ဂိုလ်တွေကိုဝိုင်းဝန်းထောက်ပံ့ကူညီကြဖို့လဲလိုအပ်မလိုအပ်ကိုမချုံနိုင်တော့လဲသူတို့ချုံနိုင်အောင်ကိုမရွာနိုင်တော့လဲကျင်တ်သလားအဲ့လိုထောက်ပံ့နေုံနဲ့ကိုဘဝပြည့်စုံပြီလားကိုယ်တိုင်လဲရွာပြည့်အောင်ရွာတယ်ဆိုတော့မိုးရေရွာပြီဆိုတော့ဒီမိုးရေရပြီဆိုတော့ထွန်ရက်စိုက်ပျိုးလို့ရမရတောက်သုံးလို့ရောချိုးလို့ရောဓမ္မမိုးရေရွာပြီဆိုတော့ ਨੇ အကုန်လုံးပြည့်ပြည့်စုံစုံသုံးဆွဲလို့ရပြီအဲ့တော့ကိုယ့်ဘဝအတွက်အနှစ်သာရရှိမရှိတန်ဖိုးရှိမရှိအလှအပရှိမရှိလောကလှပလာအောင်စိမ့်ဆူလန်းဆန်းလာအောင်မချုံတော့လဲရွာပြည့်အောင်တော့ရွာလိုက်ပါရှင်းသလားဒါကြောင့်ဒီနေ့တရားကောင်းစဉ်ကရွာပြည့်အောင်တော့ရွာလိုက်ပါဗါလဲချုံနိုင်သည်ဖြစ်စေမချုံနိုင်သည်ဖြစ်စေချုံနိုင်တဲ့လူကလည်းချုံနိုင်သလောက်ရွာပြည့်အောင်တော့မချုံနိုင်တဲ့လူကလည်းမချုံနိုင်တော့လဲပဲမမိဗလားအကယ်၍ပြနောက်တစ်ခါမော်ကျွန်းလာပြီးတရားဟောလို့အရင်တစ်ခေါက်ကဘာဟောသွားသလဲလို့မေးရင်ရွာပြည့်အောင်တော့အဲ့လိုပြန်ပြောနိုင်ရင်တရားဆက်ဟောမယ်မဟောနိုင်ရင်အဲ့နောက်တစ်ခေါက်ပြန်မယ်ကျင်လားခုဘာပြောလဲမချုံနိုင်လဲချုံနိုင်လဲအဲ့တော့ချုံနိုင်တဲ့အရှင်မြတ်ကြီးများလည်းရွာပြည့်အောင်ရွာတော်မူလိုက်ကြပါဖေဟာနော်မချုံနိုင်ကြတဲ့ဒုဒကာဓမ္မတွေကလည်းရွာပြီးတော့နှလုံးသားမိုးရီမှာဓမ္မမိုးရီတွေနဲ့ဆူဆွတ်ပြီးတော့စိမ့်ဆူလန်းဆန်းသောနှလုံးသားရင်ပြင်ရရှိကြရအောင်ဒီနေ့ကစပြီးသတိထားဝရိယစိုက်ပညာနဲ့ကြည်ပြီးကိုယ့်ဘဝတန်ဖိုးကိုဖော်ဆောင်ကြမယ်ကဲခန္ဓာဘယ်နှပါဘယ်ချိန်ကြည့်မြဲတာတွေ့မလားမမြဲတာတွေ့မလားဖြစ်ပြီးတော့ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဧကဲ့သို့သစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျင်တန္တရာဝတွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်စားသောတတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီသာသနာနဲ့ကြုံတွေ့ကြိုက်မှာရွာပြည့်အောင်တော့ရွာလိုက်ကြပါလို့တိုက်တွန်းရင်းနဲ့နာကြစို့တတိကထာပါစိတ်မပြန့်လွင့်ပါစေနဲ့လက်ဆောင်ရရှင်ကိုရောမြတ်ကြီးကခြေသားတို့လောကမှာမိုးလေးမျိုးရှိတယ်ပထမမိုးကချုံတာချုံပြီးတော့မရွာတဲ့မိုးဒုတိယမိုးကချုံတော့မချုံဘူးရွာတော့ရွာပါလေတတိယတမိုးကချုံလည်းမချုံရွာလည်းမရွာတဲ့မိုးစရုဒ္ဓတမိုးကချုံလဲချုံပြီးတော့ရွာလဲရွာတဲ့မိုးရေတို့လောကမှာမိုးလေးမျိုးရှိပါတယ်ထိုနည်းတူစွာပဲจิตသားတို့ဥပမာဥပမေယအဖြစ်အဘုရားရဲ့သာသနာတော်မှာလဲပုဂ္ဂိုလ်၄မျိုးရှိတယ်ပထမပုဂ္ဂိုလ်ကပထမမိုးလိုပဲချုံတာချုံပြီးတော့မရွာတဲ့ပုဂ္ဂိုလ်ဒါဘယ်လိုပုဂ္ဂိုလ်လဲမြတ်စွာဘုရားရှင်ဟောကိုရောမြတ်ကြီးဟောကြားတဲ့တရားဒေသနာတွေကိုသင်ယူတယ်လေ့လာတယ်မှတ်သားတယ်လေ့လာမှတ်သားသင်ယူထားတော်ညာတော်လည်းပဲသူသည်
သုတ်ဝိနိဗိဓမကျမ်းစာတွေကိုတတ်တယ်ဒါပေမဲ့ဒုက္ခသစ္စာကိုဒုက္ခသစ္စာမှပိုင်းခြားမသိဘူးသမုဒိယသစ္စာကိုသမုဒိယသစ္စာများကိုယ်ပိုင်ဉာဏ်နဲ့ပိုင်းခြားမသိဘူးမေဃသစ္စာကိုမေဃသစ္စာမှမသိနိရောဓသစ္စာကိုနိရောဓသစ္စာမှမသိတဲ့ပုဂ္ဂိုလ်တဲ့ဒီပုဂ္ဂိုလ်ဟာခြုံပြီးမရွာတဲ့လူလို့ငါဘုရားကဆိုပေဒုတိယပုဂ္ဂိုလ်ကရွာတော့ရွာတယ်မချုံပါဘူးသူ့မှာသုတ်ဝိနိဗိဓမကျမ်းဂန်ဒီကိုဇတ်တေအဘုဒ္ဓဓမ္မတွေဝေယကရဏတွေသူမသိနိုင်ဘူးသင်ချိန်မရဘူးသင်ဖို့မစွမ်းနိုင်ဘူးအကြောင်းမျိုးမျိုးရှိပါတယ်သင်ဖို့အချိန်မရတာရှိတယ်မသိနိုင်တာရှိတယ်သင်ဖို့မစွမ်းတာရှိတယ်မသိနိုင်ငံကသင်ဖို့အခြေအနေမပေးတာသင်စရာနေရာမရသင်ဖို့မစွမ်းတာကကိုယ်တိုင်ကိုကမှတ်နိုင်ရေးနိုင်ကြက်နိုင်တဲ့အင်အားမရှိတော့တာပေါ့အကြောင်းမျိုးမျိုးကြောင့်မသိနိုင်ဘူးဒါပေမဲ့ဘုရားရှင်ကိုရမြတ်ကြီးရဲ့အဆုံးအမကြားနာဘူးသမျှလေးပါးရရှိတဲ့ဂါထာလေးတစ်ပုဒ်လောက်ကိုပဲကြာကြာနာနာမှတ်သားပြီးတော့ကျင့်ကြံအားထုတ်လိုက်တဲ့အခါမဲ့ဖို့နိဗ္ဗာန်ကိုရရှိသွားတော့သူ့မှာခြုံတော့မခြုံလိုက်နိုင်ပေမဲ့ရွာသွားတယ်ဓမ္မမိုးရီတွေတောက်သုံးခွင့်ချိုးခွင့်ရသွားတယ်ဒီလိုပုဂ္ဂိုလ်လည်းရှိတယ်နံပါတ်3ခြုံလည်းမခြုံဘူးရွာလည်းမရွာဘူးဘုရားရှင်ရဲ့အဆုံးအမတွေကိုသင်ယူမှတ်သားလေ့လာခြင်းမရှိဘူးနာကြားခြင်းလည်းမရှိဘူးထိုနည်းတူစွာမာနာကြားထားတဲ့အားလျော်စွာပဲအားထုတ်ခြင်းလည်းမရှိဘူးအဲ့ဒီပုဂ္ဂိုလ်ကတော့ဘဝဆုံးနေတဲ့ပုဂ္ဂိုလ်ပေါ့ဘဝပြည့်နေတဲ့ပုဂ္ဂိုလ်နံပါတ်4ပုဂ္ဂိုလ်ကတော့အထူးကျွန်းဆုံးအကောင်းဆုံးမိုးဖြစ်တဲ့ခြုံလဲခြုံနေရွာလဲရွာတယ်အာဇာနီပုဂ္ဂိုလ်တို့ရှောက်တဲ့လမ်းပေါ့အဲ့တော့အာဇာနီပုဂ္ဂိုလ်ဆိုတာကလေအဘုဒ္ဓဇာနန္တိတိအာဇာနိအဘုဒ္ဓတိတဲ့သိယာမှန်သမျှတို့ကိုသူတကာတွေထက်ထူးထူးလဲလဲပိုင်ပိုင်ခြားခြားသိမြင်နိုင်သောကြောင့်အာဇာနိလို့ခေါ်တယ်ဒါကြောင့်ခြုံလဲခြုံနိုင်တယ်ရွာလဲရွာနိုင်တယ်အကောင်းဆုံးပေါ့ဒါပေမဲ့ဒါဟာအာဇန်ဒီပုဂ္ဂိုလ်တို့သာဆောင်ရွက်နိုင်တာဖြစ်တဲ့အတွက်အာဇန်ဒီဆိုတာလောကမှာရှားပါတယ်တန်ဖိုးရှိတယ်ရှားလို့လည်းတန်ဖိုးရှိတာတန်ဖိုးရှိလို့လည်းရှားတာအတူတူပါပဲအဖို့တန်တဲ့အရာဆိုတာလူတိုင်းနဲ့မထိုက်တန်ဘူးလူတိုင်းမရနိုင်ဘူးတန်ဖိုးရှိလို့ရှားတယ်ရှားလို့ကိုလည်းတန်ဖိုးရှိတယ်အဲ့တော့အာဇာနည်များကမိမိတို့ကတောက်နိုင်ချိုးနိုင်တယ်ဆိုပြီးတော့မတောက်နိုင်မချိုးနိုင်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာကရုဏာထားရမယ်မေတ္တာထားရမယ်ကရုဏာမေတ္တာရှိထားပြီးတော့သူတို့မချုံနိုင်တော့လဲရွာနိုင်အောင်မိုးရွာလာပြီဆိုတော့အလုံးမိုးရွာလိုက်ပြီဆိုတာနဲ့ပထမရရှိလာတာအိဒံဒုတိယကစုပ်ပြေမှုတတိယကလန်းဆန်းမှုငြိမ်အေးမှုစုပ်ပြေမှုလန်းဆန်းမှုပြီးနောက်တော့လှပမှုချမ်းသာမှုမိုးရွာလိုက်ပြီဆိုတာနဲ့မိုးရွာလိုက်ခြင်းရဲ့အဓိပ္ပာယ်ရွာပြီဆိုထွန်းရဲ့စိုက်ပျိုးလို့ရလာပြီဆိုရင်စိုက်ပျိုးလို့ရလာပြီမိုးရွာလိုက်တာနဲ့အပူဓာတ်တွေငြိမ်သွားပြီအေးသွားပြီနောက်အဝိဉ္ဇဉ်စုပ်ပြေမှုတွေရတော့စိုက်ပျိုးခြင်းထွန်းရဲ့ခြင်းတွေလုံးတော့လှပလာတယ်စိတ်ဆိုလာတယ်စိတ်ဆိုလှပမှုနဲ့အတူကောက်ပဲသိနှံတွေကြောင့်ချမ်းသာခြင်းလည်းပြည့်စုံလာတယ်အဓိပ္ပာယ်တွေမိုးရေကိုချိုးရတဲ့ပုဂ္ဂိုလ်တွေအပူငြိမ်းသွားတယ်ချမ်းသာသွားတယ်အေးချမ်းသွားတယ်အာအင်တွေပြည့်ဖြူသွားတယ်လောကရန်ကြီးကိုရင်ဆိုင်ဖို့အတွက်သီလခွန်အားတွေတမာတိခွန်အားတွေပညာခွန်အားတွေရရှိသွားပြီ
မိုးရေချိုးလိုက်ရတော့ဓမ္မမိုးရေချိုးလိုက်ရတော့အင်းအားတွေရသွားတယ်ငြိမ်းအေးမှုတွေရသွားတယ်လောကမှာအမှန်တကယ်ဒီဘသူကိုဘသူမှအားကိုးလို့မရဘူးကိုပဲအားကိုးရမယ်ကိုဆိုတာလေကိုခန္ဓာ၅ပါးအပုတ်ကောင်ကြီးကိုပြောတာမဟုတ်ကိုတိလားလောကရဏီရိုက်ခတ်လာတဲ့အခါကိုတိလားနဲ့ကြံ့ကြံ့ခံရမယ်တိလားနဲ့ပြန်လဲတွန်းလှန်ရမယ်ကိုတမာတိနဲ့ရင်ဆိုင်ကြော်လွှားရမယ်ကိုပညာနဲ့သာလေဒီဒုက္ခတွေကဖောက်ထွက်ရမှာဖြစ်ပါတယ်ကိုတိလကိုတမာတိကိုပညာမှသာလေကိုအတွက်ခွန်အားအစစ်ဖြစ်ပါတယ်တပါးတော်ပုဂ္ဂိုလ်တို့ရဲ့တိလတမာတိပညာကိုအတွက်အားကိုလို့မရပါဘူးအားမကိုထိုက်ပါဘူးဒါကြောင့်မချုံတော်လည်းပဲရွာနိုင်အောင်ရွာပြည့်အောင်ရွာရမယ်ဒီတော့ဒီမိုးရေကိုငါတို့ချိုးပြအောင်ချိုးနိုင်မှာဒီဘဝဒီတန္တရာဒီခန္ဓာရာကျိုးနှံမှာခန္ဓာအစဉ်တန်းနေတဲ့တန်တရားတစ်ခွင်မှာယနေ့သူတော်ကောင်းတို့ရထားတဲ့ခန္ဓာဟာအဖို့အတန်ဆုံးခန္ဓာအနှစ်သာရအပြည့်ဝဆုံးခန္ဓာဒီလိုသာသနာနဲ့တွေ့ဖို့လည်းမလွယ်သလိုသာသနာတွင်မှာလူဖြစ်ဖို့လည်းမလွယ်ဘူးသာသနာတွင်မှာလူဖြစ်နေတော့ညာလည်းပဲကိုနားလေတဲ့ဘာသာစကားနဲ့ကိုပြန်လဲဟောပြောပြသမယ်ဆရာကောင်းသမားကောင်းနဲ့တွေ့မှဒါလျင်သာသနာနဲ့တွေ့နိုင်တယ်တော့ဝိနည်းဗိဓမာတရားတွေဘလို့ပဲထုံးကားနေတယ်ပြောကိုမှသင်ယူခြင်းမှတ်သားခြင်းလေ့လာခြင်းမရတော့ကိုနားလည်နိုင်တဲ့အနေထားကနေပြန်လဲဟောပြဆုံးမပေးမဲ့ပုဂ္ဂိုလ်များနဲ့တွေ့မှသာလျင်သူတော်ကောင်းတို့အတွက်သာသနာတော်နဲ့တွေ့နိုင်တယ်သာသနာရဲ့အနှစ်သာရကိုသုံးဆောင်ခံစားခွင့်ရှိပေဒါကြောင့်ကျမ်းနာမှတ်သားရသမျှလေးနဲ့ရွာနိုင်အောင်ကြိုးစားကြမချုံနိုင်ပေမဲ့ရွာနိုင်ရမှာပေါ့အာဇာနည်တို့ကဲ့သို့လုံနိုင်ရင်တော့အကောင်းဆုံးပေါ့သို့တော့ဒီလိုရှောင်လန်းဖို့ဆိုတာအများအတွက်မဖြစ်နိုင်ဘူးအများအတွက်ကတော့ဘယ်တော့မှမဖြစ်နိုင်ဘူးဘုရားဘုရားရှင်ရှိစဉ်ကာလကလည်းဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတဲ့တရားတပုတ်ဒေသနာတစ်လုံးနဲ့ကျွတ်တန်းဝင်ကြရတာအဲ့လိုကျွတ်တန်းဝင်နိုင်လို့ဘို့အတွက်ယခုလိုအချိန်ကစပြီးတော့အနိစ္စလက္ခဏာတွေဒုက္ခလက္ခဏာတွေအနတ္တလက္ခဏာတွေကိုကြားဘူးအောင်သိဘူးအောင်မြင်ဘူးအောင်အားထုတ်ထားရတယ်ကိုယ်မှာဝိပဿနာဉာဏ်ဓာတ်ခံရှိမှဘုရားနဲ့တွေ့တော့ကျွတ်တယ်အခုလည်းသူတော်ကောင်းတို့မှာဓာတ်ခံကောင်းတွေရအောင်ခုကစပြီးတော့ဒီတစ်ခါရွာတဲ့မိုးချိုးပြအောင်ကြိုးကြ